သာသနာတော်နဲ့2568ခုနှစ်မြန်မာလူတော်ဩဇာတက္ကရာ386ခုနှစ်တစောင်းမုံလပြည့်ကျော်9ရက်နေ့24ရက်17လပိုင်း2024တနင်္ဂနွေနေ့ကောင်းမြတ်တဲ့ညချမ်းကာလခါသမယမှာမကွေးတိုင်းဒေသကြီးမြို့မြူမြို့နယ်ကျောင်းတော်ရကြီးရွာအုပ်စုကျောင်းတော်ရနှစ်ကြီးရွာဗုဒ္ဓရုပ်ပွားအောင်ချမ်းသာစုတောင်းပြည်မြတ်စွာဘုရားဆလောင်းချဝဲနဲ့ညအထုဓမ္မတပင်မှာတုံးညတိုင်းတိုင်းဆင်ရင်ကျင့်ပါပြုလို့အတ္တိဓမ္မတပင်ပွဲအောင်ပွဲခြင်းအနေနဲ့ဓမ္မကိုချက်ဒီဓမ္မကိုမြတ်နိုးကြဒီတန္တရာဤမိအောင်ဖာအောင်ဆွေအောင်မျိုးဟောင်းတန္တရာဤဆွေမျိုးပေါင်းအလုံးတို့နဲ့ဤကျောင်းတော်ရဒေတာအတွက်၌မိတင်းတရင်တုံးဆံမျိုးတော်မူခြင်းအကုန်သောသံဃာတော်ရှင်သူမြတ်များဤသီလကိုဓမ္မတိကိုပညာကုန်တို့ကိုပူဇော်တော်နေအပ်ဖြစ်၎င်းသာသနာတော်၏ရဲ့ပေါ်မှာစွန့်တင်ငယ်ကြောင်းစီပစ္စည်းလေးပါးတွေနဲ့နေ့စဉ်ကြီးမြတ်တောက်ပံလိုရန်လည်းရရှိသည်ကျေးဇူးရှင်သာသနာ၏မိခင်သာသနာ၏ဖခင်မိအောင်ဖာအောင်ဆွေအောင်မျိုးဟောင်းသာသနာ၏ဆွေမျိုးပေါင်းအလုံးတို့ကျောင်းတော်ရန်ဒေသဝဒနောတော်ကောင်းတို့နဲ့ဆုံညက်ကြုံကြလို့မျက်မျက်နှိုးနှိုးနဲ့ဗုဒ္ဓရဲ့ဓမ္မဟောဝညွန်ပြလမ်းပြရမယ်ယနေ့ညကျမ်းအောင်ပွဲညကျမ်းမှာတော်ကောင်းကြီးများအားယေရှုဆက်ခဟောကြားအပ်သည့်တရားတော်သုလကမ္မဝိပင်္ဂတုတ်ကိုခြေခံထားပြီးတော့တော်ကောင်းကြီးများယနေ့ညဟောနာကြည်ညိုကြဖို့တရားလေးတစ်ပုဒ်ရွေးထုတ်ပါတယ်ဗျာလောင်ရည်တန်နေသတိထားပါတရားတော်လို့ဗမာမူလေးပြုတ်ပြီးဦးဇင်းတို့ဒီတရားနဲ့ယေရှုဆက်ပါမယ်သုလကမ္မဝိပင်္ဂတုတ်မှာအဲ့ဒီသုတ်တော်ကိုခြေခံထားပြီးတော့တော်ကောင်းကြီးများဗမာမှုပြုတ်ပြီးနားလည်အောင်ပြောရင်လောင်ရည်တန်တွေသတိထားပါတရားတော်မတရားလဲဗျာကျောင်းတော်ရည်ကျောင်းတော်ရည်ကျောင်းတော်ရည်နေကောင်းလားမတွေ့တယ်မမြင်လားကြားတော့တော်ကြီးရဲ့ဒုတော်ကောင်းတို့တွေအခုကျမ်းမာရေးတွေကောင်းလားစာရေးနေရေးထိုင်ရေးတွေကောင်းလားတွားရေးလာရေးတွေကောင်းလားလိန်ရင်တွားကြိုးစားလိန်ရင်တွားကြိုးကျောင်းတော်ရရဲ့ဘယ်နဲ့စောနာတော်မှာတီလန်လေးယူထားတယ်ဇီဝိတန်စစမာနောပြီဆိုတာလေအဲ့တော့ဘာလို့တလဲလို့မေးလို့ရှိရင်ဒုတော်ကောင်းတို့နှလုံးသားထဲမှာဘာလို့တလဲယနေ့ညတော့တော်ကောင်းကြီးရဲ့ဘာလို့လဲလို့မေးလို့ရှိရင်များစွာသောလူပေါင်းများစွာတွေလာပြီးတော့ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာသိရှိတဲ့နေမြေမှာတရားဓမ္မနာယူခွင့်ရတာဒုတော်ကောင်းတို့ဘုရားတို့လည်းဟောပြောခွင့်ရတာမကံကောင်းဘူးလားဒါကြောင့်ကောင်းနေတဲ့ကံကိုပြောင်းမဆန်အောင်လုပ်ဖို့လို့အဲ့ဒီအကောင်းကံကိုဆက်ထိန်ဖို့မလိုဘူးလားအစင်တဟာတခြားပွဲလားတရားပွဲလားတရားပွဲဆိုတာလူတိုင်းလာနိုင်သလားလူတိုင်းနာနိုင်သလားကျောင်းတော်ရရင်ဒီနေရာလာနိုင်နာနိုင်နေဆိုတာကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေမှာတော်ကောင်းဓာတ်ခံရှိမှလာနိုင်နာနိုင်မယ်ဆိုတာမသိကြဘူးလားဘယ်လိုပါဓာတ်ခံရှိမှဒီနေရာလာကြတဲ့ပုဂ္ဂိုလ်တွေကဘာဓာတ်ခံရှိလို့အဲဆိုမလာတဲ့ပုဂ္ဂိုလ်ဘယ်လိုပြောတကယ်လို့ပြောတာနော်လူပဲပြောပြောသောတော်ကောင်းများအလွန်ယမသာမမျက်မျက်နှုံနှုံနဲ့တရားလေးတော်ကောင်းကြီးများရဲ့နာယူခွင့်ရအောင်ဆောင်ရွက်ပေးကြတဲ့ဒိဋ္ဌိရှင်ကပရိသတ်တင်းသူတင်းသားနဲ့ရက်ွက်သူရက်ွက်သားလို့ဆောင်ရွက်ပေးကြတဲ့ပုဂ္ဂိုလ်အပေါင်းအလုံးတို့ကျေးဇူးတင်စီမကောင်းဘူးလားဒါကြောင့်တော်ကောင်းကြီးများကျေးဇူးတင်လုံးလုံးဦးဇင်းတို့ကလည်းကျေးဇူးရှင်အပေါင်းတို့ကိုကျေးဇူးဆက်တော်နေအပြည့်ယနေ့ညတရားလေးတစ်ပုဒ်ရွေးထုတ်လာတာဒါကြောင့်အလုံးပြန်ပြောမတရားလေမတရားလေဟောနောက်ကပြိဿတွေကြားလားမတရားလေရှင်းနိုင်ဆိုမီးလာမှပြောတယ်မီးလာရင်ဟိုမီးစက်ကြီးပိတ်ခိုင်းလိုက်နော်အဲ့ဒါအတန်ကောင်းကောင်းကြားရမယ်လောင်ရည်တဲ့နေသတိထားပါတရားတော်ပြန်ပြောဟေ့ဣတယကတ္တဓမ္မကတ္တဒေသနာတော်ဘုံမောကျမ်းကျမ်းသည်မိမနာကျမ်းကျမ်းသည်မိတရားပိုင်ရှင်ဖြစ်တဲ့သောလောကတွင်သာရှင်တော်မြတ်ဗျာဟောစနောကသမသနာမလင်မောကနေဝစီပနာမနှုတ်နေပူဇော်မယ် Rao la lo kali
လာချင်းမြတ်လွာလေးတွေချောင်းရှင်တော်ဘုဒ္ဓဤသီလာအောင်ဓမ္မတိကောမြင်ညာအောင်သူနိုင်မြင်ဖြစ်သောသဗ္ဗညုတဉာဏ်တော်ဤဂုဏ်တော်တို့အလွန်ကြည်ညိုရှင်ကိုပူဇော်ကြတော်ကြအောင်စို့ဗုဒ္ဓလောကီသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံဣတိနာဒိသဝဇေနနေသောကဝန္တုတရဟောလောကီကာမရုပရုပေါဘဝသုံးဝံဘုံသုံးမြင်မှာဘုံတော်သစ္စာလေးပါးမြတ်တရားကိုမိုက်ချတင်သိမြင်ပေသက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သမ္မာပါဏိနလူယောနပါမြမမချွတ်တတဝါခပင်တို့ဤသာယပစ္စုပန်သန္တရဏပြာတို့ဝကောင်းကျိုးချမ်းသာလုံးငါသမုပ္ပန်တော်ဥရိတောင်ဆုံးတန်ဒီဝဉ္ကြီးကဲ့သို့ဖြစ်ထွန်းပေါ်တော်မူခဲ့ပါပြီဖယားဣတိနာသစ္စာဝစီနာဤသို့လုံးတံဘောထုတ်ပြန်၍ဟုတ်မှန်မကျော်ဝစီမနာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာတဝတရားချင်းခင်စိတ်ကောင်းဝန်းကြကုန်သောသင်္တော်ဇေဝရိတံပေါင်းတော်ကောင်းတို့သည်နေတော်ကသာစေခံသိမလဲကင်းခြင်းကြကုန်သည်ဝန္တုကြကြပါစေကုန်တည်းနေတော်ကသမစုမိန်တကိုရှိန်၍ဆိုရင်ကြောင့်ကြပြမာရတို့မှလည်းကင်းဝေးကြကုန်သည်ဝန္တုကြကြပါစေကုန်တည်းဝန္တုယံကိုရွဆိုရသောသစ္စာစကားနှင့်ဘောလအတိမေတ္တာတရှိန်ဝါကြောင့်အချိန်မကြာအိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာသတည်းတောလောကတွတ်ထရှင်တော်မြတ်ဗျာကိုဥစွာပရမရှင်ကိုပြီးတဲ့နောက်လောကမှာကျေးဇူးအများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ကြတော်ကြရအောင်အလုံးလိုက်ဆိုဤလူဘဝအယတော်ဘီဗုဒ္ဓကိုကိုကြီးယုံကြည်မြင်လို့လက်ဆုံးဟောကိုရှင်ဖို့ပါအိဖယာဤလူဘဝအယတော်ဘီဓမ္မကိုကိုကြီးယုံကြည်မြင်လို့လက်ဆုံးဟောကိုရှင်ဖို့ပါအိဖယာဤလူဘဝအယတော်ဘီသံဃာကိုကိုကြီးယုံကြည်မြင်လို့လက်ဆုံးဟောကိုရှင်ဖို့ပါအိဖယာဤလူဘဝအယတော်ဘီမိဘကိုကိုကြီးယုံကြည်မြင်လို့လက်ဆုံးဟောကိုရှင်ဖို့ပါအိဖယာဤလူဘဝအယတော်ဘီဆရာကိုကိုကြီးယုံကြည်မြင်လို့လက်ဆုံးဟောကိုရှင်ဟောဝါအိဖယာ
Bensanera Mayadayatanga Yaranamiano Baronendagawa Miva Sayadamalo Suyare Nano Nana Avalogo One day at Nizimia Lesomoga Shenho Like Ligo Ya the D. Logoman Jesus Yadon de Bogoro, Shekopus of Biden, other Yashin, the mother, or sat them beat of Pulepabi. The mother and sat them Pulepi, Loginia, Odoena, Makonana, Nema, as a chowman the Didi Shitova. Aloyama the mother of Oniye, Tayalapa and Yajanka Lama, Jono Yabayaji, and New Winchell. Jono Yabayaji, and Boyi Kanyi. Yaza Dadravani, Eloyamadamat, Boshian Kanshi, Shiroya Madravani, Valodale, Dada, Buguaya, Little Midway, Jondo Yadu, Yara, Pamalo. Along Kangaune, she Usama, Madravani, Dizagalini, up is a campio. My lawyer, in my young age, I book of Manamia, Dravani, Bakone, Bocoro. When I answer Chalmanes or Andonia, she got an early baby or knock on the Lombio and Nane Chalmayaula. Nane Chalman Pony Baloyam. Satakanaya, Baganaya, Any Satakana has Satamini and Aduba Malumuri and Sanavimula. How the young way Lara Andragonia, Bamidi in Yellow. Ha! Satakanama, Satamini, Budravania, the Yari, Najango Yanida, Rodragon, Kankane, Yolo Yaula. As in the Rani, Gauni, Canning, young Massa, obtaining Bobalula. Luni, Yizangulu Yamala. The Hadaya went to the young Malamania, Picotara, Pada. Uraboku Sana, and Laja Naja is an Amadija Ula. The Hadumia Yila, Go Yila. John Doya, Dumia Yila, go Yila. The Kukuri will only do. The John Doya, Pomini, the Kukuri did Kakati. The Mama Yakuna need on Mapiri of Jordan. For the law, keep on the hour Dondo. And I keep on the Lee and go on Nauja, and Ya the hour Pimantola, Nauja the Kaja, don't I, Nana, your love kept feet of Paul. The Divaga Pamamia, Lizika Badale, Lay and Langa, Air Langa, or organize a look at Mutamilega. Chinya Kunana Tirishem, Kunana Tirishem, Lay and Tokwaji, Nivi Mulu, Amiazo, Lion by a Pico Aparesa. Kunana Tirishem, Kun Genemali, Putopata. Oma Kunya Dana, Omola, Ulu, the Kamakomaka. Dino the Mia, Colita, Coleroli, Sitemali, Blue, people never live. John Doya, Cosores Zagaloli, Pony, Dosia, Mama, you don't mention it. My lay. Who they under Lajana, Baduta? Illusioniama. Penny Lalaja, some net from Kuri Cat. A dog kitty meaning, a young Macoji and Koja. John Doya. Eravani, Valulu Miluji, Udravani, Valule, Buddha and Tamari, Yanu, and Jesula Satis, Ramadija. Sonyaja, lady, Praida, Nenu, Tenari, Akulu, the young way muted, Sonyaja, Bokuri, Jesus, the Yara, I may edit the Yamaya. Kuzumian sheet have your Anna. Praida, no, the Bokuri, the young way, the young way in Chichi, the young way, Peter, resolution, edit hot or a movie hot or the Abamati. Lupia Miani, Hekongli, Punia, Benia, Bedia, Mativia, Amadu, Nahamujano, Lumia. Oh, Tita Lonely, Badaya, Mamma Mila, Dinia, Alwenia, Chedda, or Luca, Hario, or any wood they call me on Comario, about the Anaja, my lay. The other webship would Lueda. Maluelo Molo, Yazi, Genesis, and Anemioni, Ramadija Ula. Najandu garam dadu nandadu dadu bambina du garam bam bambina du garam bam mari du garam saga du garam dadu nandadu dadu bambina du garam
Babam babinam dugaram babam marihi dugaram. Dasaramani to babya. Daruna darong riya daru bonyangam mugo dugaram juyama luere. Daruna darong riya babam magam mugo jaro dugaram jubu kayende. Babam magam mugo yam babina magam le mugo lumai duigan tale dugaram juluere. Babam magam mugo yeri yeri darong wijaro dugaram jubu kayemare lo. Datana luru siyam yasavayashe oram yajindi aukatindi gangsam madri pinjaro muge vavedati. Kaun ne lung de ko dara kaun ne ma lung nahi na phit de atwa jawn lung nede kaun ne lung de ko myen myen nu nu ne lung pho ma lo bu la. အဲ့ဒါလိုမြင်မြင်နိုးနိုးနဲ့လှုပ်တဲ့လုပ်ငန်းတွေရတာကောညိလူတိုင်းအခွင့်အရေးရသလားမရဘူးလူတိုင်းခွင့်ရမရဘူးတို့လောကကပြောတယ်ဟဲ့အခွင့်အရေးဆိုတာနှခမရဘူးရာလုံးယူထားအခွင့်အရေးဆိုတာနှခမရဘူးရာလုံးယူထားမပြောဘူးလားလောကီစည်းစိမ်တွေတောင်မှအခွင့်အရေးကိုရာလုံးယူထားလို့တို့တော်ကောင်းတို့ဦးဇင်းတို့တွေပြောနေသေးတာပဲမှန်လားဟဲ့ တဘဝစာရေးတောင်မှအခွင့်အရေးကိုလက်မလွတ်နဲ့လက်မနှုတ်နဲ့လို့ပြောနေသေးတာပဲဒါကတဘဝစာရေးဟုတ်သလားတရားနာတဲ့လုံဆိုတာတဘဝစာလားတတန်တရာလုံးစာလားနိဗ္ဗာန်မရောက်မချင်းအကျိုးပေးမယ်ကုသိုလ်တွေဆိုတာမသေးကြဘူးလားအဲဆိုရင်ရေးစာခုလို့ရပါမလားအဲကြောင့်ဦးဇင်းတို့ကသတိပေးတယ်ရှေ့ပိုင်းမှာတတန်တူတူမှာခက်ခုကိုမလုံနဲ့ပါလေတော့ဟဲ့ ဘာလဲတော့ဟဲ့လူငယ်လူကြီးလူလက်ပိုင်းအားလုံးတို့သုတ္တရောတို့တွေတတန်းကတူတူလေးရင်ဒါကြောင့်ခက်ခုကိုလှုပ်လို့ရပါမလားဒီတော်ဘောလေးတွေကိုနားလဲစေခြင်းလို့တော်ကောင်းကြီးရဲ့ယနေ့အမိပေးတဲ့လူငယ်လူလက်လူကြီးအားလုံးသုံးပိုင်းလုံးယနေ့ရောက်ဖို့လှောင်ရည်ရန်နေတတိထားပါတရားတော်ဘာလဲတော့ဟဲ့ ဒါဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြတာဟာတော်ကောင်းကြီးနံပါတ်1ရည်ရွယ်ချက်ကကုသိုလ်တရားဝဲမှာလုပ်မှာတော့ဘုရားဝဲမှာကျင့်ပါမှာတော့ကုသိုလ်ရခြင်းလို့ဆိုတာမသိကြဘူးလား။ဘာရခြင်းလို့နောက်တစ်ဆင့်တက်လိုက်အဲ့ဒီကုသိုလ်ကနေပြီးတော့မြတ်တော်ကောင်းကြီးမှတ်နိုင်အောင်မယ်ဆိုလို့ရှိရင်တရားရခြင်းလို့ဆိုတာမသိကြဘူးလား။ဘာရခြင်းလို့သဘောပိုင်လားဟဲ့ ကုသိုလ်ရခြင်းလို့တရားရခြင်းလို့လာကြတဲ့သူတော်ကောင်းတို့တွေကုသိုလ်လည်းမရလိုက်ဘူးတရားလည်းမရလိုက်ဘူးဆိုလို့ရှိရင်တို့ဒီတရားဝဲလောက်ရကြနှပ်ပါမလားတို့ဒီတရားဝဲလာရကြနှပ်ပါမလားဒါလေးနားလည်ဖို့လို့ပရိသတ်လောက်ကြတဲ့ပုဂ္ဂိုလ်ဒီသဘောလေးကိုနားလည်ဖို့လို့ဒီနှစ်ခုလေးပဲရအောင်ယူတော့တို့ကုသိုလ်လောက်တာရဖို့တို့တရားရဖို့ဒီတရားဝဲတွေလုပ်နေတယ်ဆိုတာနားလည်ဖို့မကောင်းဘူးလားဒါလေးနော်ဗျမှန်လား ကောင်းပြီနော်ဆိုရင်ရှေ့ဆက်သွားလို့ရပြီသုံးနိကတလောနောယထကမနိပါတိနောစိတ်တံဓမ္မထောသာဓုစိတ်တံတံဒုက္ခဝံကျောင်းတော်ရရဲ့ဒီကစားမှာဗျာယာလီဥရုလေးကအေးလာတော့တရားဝဲတွေကလည်းနေတိုင်းပြောနေတဲ့ခါကျတော့ကျွန်တော်ဒီနေ့တရားဝဲ290ကျော်လောက်ရှိနေတိုင်းနေပါတရားဝဲတွေပြောနေတဲ့ခါမှာအပူအေးလေးတွေယာလီဥရုအပူပြောင်းတယ်ကျွန်တော် ဖြားတာနေပြီးတော့အခုချောင်းဆိုးလေးကျန်နေတယ်အဲ့ဒီချောင်းဆိုးတန်လေးတွေပါလာရင်တို့တော်ကောင်းမြတ်တိခံပေးဖို့မေတ္တာရက်ခတ်ပါမှန်လားဗျာစာကပြောတဲ့စကားလုံးလေးဒုံနိကန္တလဝနောယထကာမနိပါတိနောစိတ်တန္တာဓမ္မထောသာဓုစိတ်တန္တဒုက္ခဝဟံဒုံနိကန္တနေရင်မို့ရရင်မတန်ခေရင်ပါဝိထသော လေဟုနောလျင်မြင်သောဖြစ်ခြင်းပြည့်ခြင်းလည်းရှိပါ၏ထံသောယထာကမနိပါတိနောသူပြောမွေရာအာယုံကာမဂုဏ်တို့၌သာကြာရောက်ပြောမွေနေလေရှိသောစိတ်တန်သာလောဘဒေါသမမာနတွေကြောင်းတော်ရ၏လောဘဒေါသမမာနတွေပါလေတော့ဟဲ့ ယံညူဖွဲ့တဲ့အာဂန္တတွေဘာတွေတော့ဟဲ့မနာလိုဝန်သူဝိတမစ္စေရာဘာတွေတော့ဟဲ့
ဘောပိုင်လာဟေးအကြောင်းစိတ်တသလောဘဒေါသမမာနတွေယဉ်ညူးဖွဲ့တဲ့အာဃာတတွေမနာလုံးဝင်သူပဲအိဋ္ဌာမျက်စိရာစားတဲ့တရားစိုးတွေကြောင့်ရိုင်းကျင်နိုင်ရိုင်းလို့နေတဲ့စိတ်ကိုကြောင်းတော်ရရဲ့ဘုရားတို့ရဲ့စိတ်တော်ကောင်းတို့ရဲ့စိတ်ကယဉ်ကျေးတာများသလားရိုင်းတာများသလားမနမူသောအယောချင်းလင်းတာကနေပြီးတော့ယဉ်ကျေးတဲ့စိတ်တွေပေါ်လာတာလားရိုင်းတဲ့စိတ်တွေများလာတာလားလောဘလည်းရိုင်းသလားယဉ်ကျေးသလားဒေါသလည်းယဉ်ကျေးသလားရိုင်းသလားမောဟလည်းပဲကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားမာနအာဃာတအိဋ္ဌာမစ္စရိယထိနာမိတ်္တအဲ့ဒါမကောင်းတဲ့စိတ်တွေပဲဆိုတာမသိကြဘူးလားအကြောင်းစိတ်တသလောဘဒေါသမမာနတွေယဉ်ညိုးဖွဲ့တဲ့အာဃာတတွေမနာလိုဝသောဝိတ္တမစ္စေရာစားတဲ့တရားစိုးတွေကြောင့်ရိုင်းကျင်နိုင်ရိုင်းလို့နေတဲ့စိတ်ကိုဒီရိုင်းနေတဲ့စိတ်ကိုသူဆုံးမဖို့မလိုဘူးလားရိုင်းနေတဲ့စိတ်ကိုဗုဒ္ဓကဘယ်လိုဆုံးမခိုင်းတယ်လဲဆိုတော့ဓမ္မထောတန်တိသမာရိအတိဉာဏ်ပညာနဲ့ဆုံးမထားမယ်ဆိုရင်ကောင်းလိုက်တာဗျာကိုစိုးမြင့်ရဲ့တရားဟောရတယ်ကျောင်းတော်ရဲ့ဓမ္မထောတန်တိသမာရိအတိဉာဏ်ပညာဘယ်နှလုံးလို့မနှလုံးလို့ဒီဘက်က4ဒီဘက်က3နဲ့ဒါဆိုရင်4 3ကျောင်းတော်ရဲ့အာလိုက်ဖို့တတိသမာဓိအတိဉာဏ်ပညာဘယ်နှမျိုးလို့မှန်သွားပြီတတိသမာဓိအတိဉာဏ်ပညာတို့ညီလေးတွေတို့ညီမလေးတွေပါတယ်ဟဲ့လူငယ်လေးတွေစူးစမ်းပြီးဖြေမယ်ရိုင်းနေတဲ့စိတ်တွေကိုယဉ်ကျေးအောင်တော်ကောင်းကြီးဘုရားကဘယ်နှချက်နဲ့ဆုံးမခိုင်းတာပါလေတဲ့တော့ဟဲ့တတိသမာဓိအတိဉာဏ်ပညာဓမ္မထောတတိသမာဓိအတိဉာဏ်ပညာတွေနဲ့ဆုံးမတာမယ်ဆိုရင်သာဓုသိပြီးတော့ကောင်းတယ်ဓမ္မတတိသမာဓိအတိဉာဏ်ပညာတွေနဲ့ဆုံးမတာလို့ယဉ်ကျေးသွားတဲ့စိတ်တန်စိတ်သည်ဒုက္ခဝံယနေ့ကဘာလူသားတွေလိုချင်နေတဲ့ဝါကြောင်းတော်ရတို့ကြောင်းတော်ရဒီသားကဝိနည်းပေါင်းအလုံးတို့လိုချင်နေတဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုယူဆောင်ပေးနိုင်ပါရဲ့လို့တထာနလူတို့ဆရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်အောက်ကထင်သည်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကြောင့်တော်ရဲ့ဗုဒ္ဓပြောခဲ့တဲ့စကားတွေကယဉ်ကျေးနေတဲ့စိတ်တွေနဲ့ရိုင်းနေတဲ့စိတ်တွေပုရုဇဉ်စိတ်တွေကစိတ်ရိုင်းနေဝင်လို့မို့လို့အဲ့ဒီလောဘဒေါသမမာနအာဃာတထိနာမိတ်္တအိဋ္ဌမစေရာဆိုတဲ့တရားစုတွေကို3မျိုးလေးနဲ့ပဲထိန်းခိုင်းသည်မှန်လားဟဲ့အဲ့ဒီ3မျိုးနဲ့နိုင်အောင်မထိန်းနိုင်ဘူးဆိုရင်ကိုယ်စိတ်မှကိုမနိုင်ရင်ရိုင်းမှာပေါ့ဗါလဲတော့ဟဲ့ရိုင်းပြီဆိုမှတော့တော်ကောင်းကြီးမြတ်ကြီးလဲဖို့ရာကရံခိုင်လို့များသွားပြီဆိုတာမသိကြဘူးလားလဲရင်ပဲကြမယ်လဲရင်ပဲကြမယ်လောကီမျက်လုံးနဲ့ပဲပြောစမ်းမအောင်လဲရင်အောက်ကြမယ်ဆိုတာမသိကြဘူးလားမနိုင်ရင်ရိုင်းမယ်ရိုင်းရင်လဲမယ်လဲရင်ပဲကြမယ်ကျောင်းတော်ရဲ့ဒုက္ခတော်ကောင်းကြီးအပေါ်မှာနေခြင်းလားအောက်ကြခြင်းလားအောက်မှာသွားခြင်းတဲ့ပုဂ္ဂိုလ်ပါလားအလုံးကဘယ်ပဲသွားခြင်းလားဘဝစင်တဲ့နေမြမခြင်းနဲ့စားရည်တွေစင်တဲ့နေမြမခြင်းနဲ့ဝယ်ရည်နေရင်တိုင်ရင်ကျမ်းမာရေးသွားရေးလာရင်လူမှုရေးပညာရေးအလုံးမြမခြင်းနဲ့ပုဂ္ဂိုလ်တွေကြီးပဲဆိုတာမသိကြဘူးလားခါစေတော်ကောင်းကြီးစိတ်မနိုင်ရင်ရိုင်းမှာပေါ့မိုးလင်းတွေကမိုးချုပ်ဒီစိတ်ကကောင်းတဲ့ဘက်ကိုညွတ်နေတာများသလားမကောင်းတဲ့ဘက်ကိုညွတ်နေတာများသလားထိန်းထားမှန်လားဟဲ့ထိန်းထားဖို့မလိုဘူးလားမထိန်းနိုင်ရင်ရိမ့်မယ်ရိမ့်ပြီးရိုင်းပြီးဆိုလို့ရှိရင်အောက်ကျတော့မယ်မဟုတ်လားမကောင်းမှုလုပ်ရတာမလွယ်ဘူးလားအခုသူများကိုထဆဲမလားအခုထပြီးတော့ဒုံးနဲ့ရိုက်မလားဓာတ်နဲ့ကုတ်မလားမလွယ်ဘူးလား
အခုတို့အမှုဆိုတာဟာလောက်ရတာတိတ်လွဲတယ်ရက်တောင်းမလားဘီယံတောင်းမလားဖဲရိုက်မလားကင်းတီဗီသွားမလားမာဆက်သွားမလားဆဲမလားဆိုးမလားမဟုတ်တာလုပ်မလားမကောင်းတာပြောမလားလွယ်လွယ်လေးရဲ့သင်စရာလို့သလားမကောင်းတာဆိုတော့သင်စရာမလိုဘူးမြင်တာနဲ့တက်တယ်ကောင်းတာကလေးကျင့်ယူရတယ်အကြောင်းတော်ရာရေးကောင်းတာကဘာလဲတော့အခုတရားနာဖို့တော်ဘာလို့မြည်တာမန္တရာတရားနဲ့လာနိုင်ဖို့လွယ်ပါမလားဆရာဆရာမတွေဟိုမှာကျောင်းသားလေးတွေပေါင်းခေါ်လာတော့ဝမ်းသာစရာကောင်းတယ်ဟေးမှန်လားဟေးဘာယူရမှာလေးကျင့်ယူရအဲ့ဒီဆရာဆရာမတွေမပေးနိုင်တဲ့မက်ဆေ့တွေတို့တန်ဃာတော်ရှင်သူမြတ်တွေပေးနိုင်မယ်ဆိုတာမသိကြဘူးလားဒီတန်ဃာတော်ရှင်သူမြတ်တွေမပေးနိုင်တဲ့မက်ဆေ့တွေတို့ဆရာဆရာမတွေပေးနိုင်မယ်ဆိုတာမသိကြဘူးလားမိဘတွေမပေးနိုင်တဲ့တော်ကောင်းကြီးမြတ်သာသမီပေါ်မှာဆုံးမလွမ်းညင်မှုတွေဦးဇင်းတို့တန်ဃာတော်ရှင်သူမြတ်တွေပေးနိုင်မယ်ဆိုတာမသိကြဘူးလားတတောင်းတနေရာကနေတော့အကျိုးကျေးဇူးမပြုဘူးလားအခုဘယ်နေရာရောက်နေရကောင်းတဲ့နေရာဆိုတာမသိကြဘူးလားဒါကြောင့်လူငယ်လေးတွေများစွာပါလို့မဟုတ်ဘူးဦးဇင်းတို့တော်ကောင်းကြီးမြတ်ပြင်ပန်းခံပြောနေတာမှန်လားဟဲ့ကျမကြီးမကောင်းလို့နိုင်ခွက်လောက်ဟောပြီးရင်ဆင်းမယ်ဆိုပြီးတော့ဦးဇင်းတို့ယင်ထဲမှာဒါမှန်ကန်တော့စိတ်ပြောထားတာနိုင်ခွက်လောက်ဟောပြီးရင်ဆင်းမလို့လုပ်နေတာဒါရှင်းရှင်းပြောတာမှန်လားဗျာဒါပေမဲ့လူငယ်လေးတွေမြင်တဲ့အခါမှာညီတွေညီမတွေတရားကောင်းကြီးတို့လူငယ်လေးတွေပါတော့ယနေ့တိုင်းပြည်ကတရားကောင်းကြီးဒီလူငယ်တွေကသိပြီးတော့ရေးကြည့်မလားဟုတ်လားတို့ညီမတွေလောကလူတွေဆိုတာဟာမချစ်ရင်မုန်းတယ်မှန်လားဟဲ့ချစ်ရင်တရားကောင်းကြီးပြုံးတယ်မှန်လားဟဲ့လောကအကြောင်းကိုတို့လူငယ်တွေသိဖို့မလိုဘူးလားလောကကြီးကဟိုတုန်းကမောင်တို့မဲတို့ငယ်ငယ်တုန်းကတို့ငယ်ငယ်တုန်းကကြားခဲ့တဲ့ဘိုးတို့ဖွားတို့လက်ထက်တုန်းကကြားခဲ့တဲ့လူတော်ကောင်းကြီးရဲ့စကလုံးလေးတွေကတပြေးပြေးနဲ့ပျောက်ကွယ်လာပြီဆိုတာမသိကြဘူးလားဟေးတငယ်ချင်းရေစကလုံးလေးကရှေ့ဆက်လို့ရသေးလားကင်မရာကြီးကလည်းထောင်းထားတယ်ဆိုတော့ဒုက္ခမင်းတို့ခေတ်ကတစ်တော်တွေရဲ့ဘစ်တော်တွေရဲ့အိမ်မှာဟုတ်တဲ့နေရာလေးတွေဖြတ်ပြီးတော့ယူပြီးတင်တော့ကြတို့ကလည်းလက်ရရတယ်တခါစကလုံးကိုပြောမယ်ကြံလို့ရှိရင်ဒီကင်မရာတွေကိုလန့်ကြည့်နေရတဲ့ကတမျိုးမှန်လားရဲ့အဲ့ဒီဘုံကင်နဲ့ခက်တယ်ဆိုတော့တရားကောင်းကြီးကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးဒါပေမဲ့တရားကောင်းကြီးဘာပဲပြောတရားကောင်းကြီးတို့လူငယ်လေးတွေသိဖို့ရှေ့တော့မှတရားကောင်းကြီးအလွန်ရမတန်မှစီးလုံးခဲ့ကြတယ်ညီညွတ်ခဲ့ကြတယ်ရိုင်းပင်းခဲ့ကြတယ်ကုညီခဲ့ကြတာလေးတွေကိုသိဖို့မကောင်းဘူးလားဟေးတငယ်ချင်းရေဘာလဲရှေ့ဆက်ကြည့်ဘာတလောက်စောင့်ဖို့ပေးနေရလေဒီနေရာလေးကိုဖြတ်ပြီးတော့ဆိုလိုက်မယ်မိုးရွာမလို့လို့နဲ့ညိုညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်သဖြင့်သည်ရှေးရသောပိုးချစ်ကြမိုးတင်ရခါဝဲဟာခေါ်လိုက်ဟဲ့သူများကောင်းမကောင်းကျောင်းတော်ရဲ့ညီညွတ်ရေးနဲ့ဆိုတဲ့စကားလုံးလေးကိုပါစေခြင်းလို့ပြောတာပါမှန်လားဒီလူငယ်တွေသိဖို့လိုတယ်ရှေ့ကလူကြီးတွေကညီညွတ်ခဲ့ကြတယ်ညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်သဖြင့်သည်ရှေ့ကတော့ပိုးချစ်ကြတယ်ရှေ့ကအခုမောင်တို့မယ်တို့ခေကြတော့တရားကောင်းကြီးမြတ်ကြီးကုညီကောင်းမဲ့ရိုင်းမင်းကောင်းမဲ့သိသလားစကလုံးနေနဲ့ဆန်းပြလိုက်တော့ဟိုးဂျင်းစိမ့်နဲ့မိတ်တယ်လဲမဲ့သူကျင်မကိုကျင်ပါခက်ချေပဲဘာလဲတော့ဟဲ့ခက်ချေပဲတဲ့ဘာလဲတော့ဟဲ့ခက်ချေဆိုတဲ့စကားလုံးကတရားကောင်းကြီးမြတ်ဟိုမှာလမ်းမှာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ့တော့မှကိုနဲ့ဆိုင်တာမှတ်တယ်ကိုတိုင်တဲ့ကိုကံခံပေါ့ဟောကုညီကောင်းမဲ့ရိမ့်မင်းကောင်းမဲ့နေမသိတော့ဘူးဟေ့မှန်လားဟေ့လမ်းမေးမှာဘိန်းပေါင်နေလို့လမ်းမေးမှာရေးစားနေလို့လမ်းမေးမှာကုညီမဲနေလို့ကုညီတောင်းတဲ့သူရှိတော့မှကုညီမပေးရဲ့ခက်ဖြစ်နေတယ်ဆိုတာမသိကြဘူးလားရှင်းတော့ကဘိုးတို့ဖွားတို့ခက်တော့ကအဲ့ဒါလို့မဟုတ်ဘူးမောင်တို့မေတို့မှန်လားဟေ့အဲကြောင့်အကွာကြီးကွာလာတဲ့ယဉ်ကျေးမှုတွေရောတရားကောင်းကြီးမြတ်ရဲ့လူမှုရေးတွေရောစီးပွားရေးတွေရောပညာရေးတွေရောတိုင်းရေးတွေရောပြည်ရေးတွေရောအကုန်ကွာမလာဘူးလားအဲ့ဒါဘာကြောင့်လဲလို့မေးရင်တို့နှလုံးသားထဲမှာရှိတဲ့ဒီစိတ်တွေကိုတရားကောင်းကြီးနိုင်အောင်မထိန်နိုင်လို့ကွာလာတယ်ဆိုတာမသိကြဘူးလားဘုရားကလမ်းညွှန်ခဲ့တာကစေတနာကမ္မဘိကဝေဟံဝရမိစေတနာကောင်းရင်စေတနာဆိုးရင်မောင်တို့ခေတ်ကြတော့ဘာပြောတယ်လဲစေတနာဟာလူတိုင်းနဲ့မတန်ဘူးဟောမဲတို့ခေတ်ကြတော့ဘာပြောတယ်လဲစေတနာဟာလူတိုင်းနဲ့မတန်ဘူးတဲ့မှန်လားဒါကြောင့်ညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်သဖြင့်သည်ရှင်းရတော့ပိုးချစ်ကြတယ်ဆိုတဲ့စကားလုံးလေးတို့လူငယ်တွေနားထဲရောက်ဖို့မလိုဘူးလား
အတူယူဖို့မလိုဘူးလားအဲ့ဒီစကလုံးတွေကရှေးလူကြီးတွေတရားကောင်းကြီးပြောခဲ့တဲ့ညီးခဲ့တဲ့စကလုံးတွေကတန်မိုးမရှိဘူးလားဒီနေ့ခေတ်တော့တရားကောင်းကြီးတယောက်နဲ့တယောက်အမုန်းအာဃာတတွေများအောင်တယောက်နဲ့တယောက်စနိုက်ကြော်အောင်တယောက်နဲ့တယောက်လောင်းအောင်ကျောင်းတော်ရာကြီးဟဲမင်းတို့ခေတ်ကြမှာလောင်းတာတွေကိုစနိုက်ကြော်တာတွေကိုခက်ချေတွေကိုရှုပ်ချက်တွေမခတ်ဘူးလားဒီအဖိုးကြီးတွေဒီအဖွားကြီးတွေခေတ်သုံးတော်ကောင်းကြီးရဲ့အလွန်ရမတန်မှရိုးရှင်းခဲ့ကြတယ်မှန်လားအဲ့ဒါလို့ရိုးရှင်းခဲ့လို့လည်းပဲတော်ကောင်းကြီးရဲ့ရှေးလူကြီးတွေကစီကိုရင်ချိုးဆေးယုံမီလုံးဆေးယုံမီလုံးရှေ့တော့မှအဖိုးကြီးတွေဖွားကြီးတွေဟုတ်လားဟဲ့ဘာလဲတော့စီကိုရင်ချိုးဆေးယုံမီလုံးဆေးယုံမီဘလောက်တိအောင်ဗမာပြည်တဟင်စာတော့ပေါ်ကျွယ်သွားလိုက်တယ်စီတောင်ရေချိုးလို့ရတဲ့အခုမင်းတို့ခင်မောင်တို့ခင်ငါတို့ခင်ကြတော့ဘလို့တွေဖြစ်တော့ရေချိုးဖို့နေတာခတ်ဖို့တော့မနဲ့လိုက်ချတယ်ကျောင်းတော်ရရေးသဘောပိုင်လိုက်ဒီသဘောလေးတွေတို့ကသိစေခြင်းလို့ဒါကြောင့်စေတနာရုပ်ကိုရပါမလားစေတနာရိုင်းလို့ဖြစ်ပါမလားဒီစေတနာဆိုတာကဒီစိတ်ကလာတာမဟုတ်လားကိုယ်စိတ်ကလေးကိုနိုင်အောင်ထိန်းတာမြူဆွဲစရာအာယုန်တွေကပေါ်လိုက်တာမြူဆွဲနေတဲ့အာယုန်တွေကပေါ်လိုက်တာရက်တော့မလားမတော့တဲ့ရင်တော့တဲ့အောင်သင်ပေးခါစားလူကသင်ပေးတယ်စိတ်လေးမတော့တဲ့ဘူးလားတောက်တဲ့အောင်အစတော့သင်ပေးတယ်ပေးတယ်ကိုမစားတဲ့ဘူးလားသင်ပေးတယ်သူကသင်ပေးတယ်မှန်လားမကောင်းတာကိုတော်ကောင်းကြီးမြတ်ကြီးမြူဆွဲတဲ့အာယုန်တွေမများဘူးလားကြောင်းမလစ်ချင်ရင်လစ်ချင်အောင်သင်ပေးတယ်အခါတော့ထွက်ကြည့်ပါအခါတော့တဲ့ကြောင်းသားတွေသဘောပိုင်လားစမိုးဝဲခိုးမချခြင်းတဲ့သူကိုခိုးချခြင်းအောင်မြူဆွဲတယ်ဓာတ်ပုံမရိုက်ခြင်းတဲ့သူကိုရိုက်ခြင်းအောင်မြူဆွဲတယ်သဘောပိုင်လားတို့ညီမတွေမမှန်တာတွေလားမှန်တာတွေလားစိတ်ကမနိုင်တော့ရိုင်းတာပေါ့ဟဲ့စိတ်ကပါလေတော့တို့တကကြီးတကမကြီးတွေသဘောပိုင်လားအကြောင်းဆိုမဲ့မချစ်လို့မုန်းချစ်လို့ပြုံးလေမုန်းကြပြုံးကြခန္ဓာလေးပါမချစ်လို့မုန်းချစ်လို့ပြုံးလေမုန်းကြပြုံးကြခန္ဓာလေးပါဆိုမဲ့ကျောင်းတော်ရဲ့တို့အဖိုးကြီးတွေဖွားမကြီးတွေမှတ်မိလားအဖိုးကြီးတွေဖွားကြီးတွေမှတ်မိလိုက်သလားမမှတ်မိပါဘူးခင်ဗျာရှောက်ညာနေအောင်လောကတကယ်ကြီးအဖိုးကြီးတွေဖွားကြီးတွေဆိုတော့ညံရည်တွေကလူငယ်တွေလိုကောင်းနေလားအဖိုးတို့ဖွားတို့ဘယ်လိုမှမအောင်မင်းနဲ့မမှတ်မိဘူးဒါကြောင့်မမှတ်မိတာကိုမမှတ်မိဘူးလို့ပြောရောရောက်ပြီးတော့မှတ်မိတယ်တွေလုတ်မနေနဲ့ဒါကြောင့်ရှေးလူကြီးတွေကပြောကြတာလောကလူ၄မျိုးပြောတယ်လူ၄ယောက်ပြောတဲ့စကားတွေမယုံပါဘူးတဲ့လူဘယ်နှယောက်ပြောတဲ့စကားလောကမှာမယုံရတဲ့သူ၄ယောက်ရှိအဲ့ဒီလူတွေကစကား၄ခွန်းတစ်ယောက်ကိုတစ်ခွန်းထွက်လာပြီးအဲ့ဒီတစ်ခွန်းကလုံးဝမယုံရတဲ့စကားတွေတဲ့မသိချင်ဘူးလားနမသေးသေကနီးတွေပြောတဲ့စကားမယုံအောင်ဥပမာကိုစိုးမြင့်တို့လိုပေါ့50ကျော်60ကျော်တွေဆိုတော့နမသေးဘယ်လိုလဲတော့ဟဲအဲ့လိုမလုပ်ပါနဲ့ငါပလင်မော်ပြောရင်ပြောကောင်းတယ်လေနင်တို့ကအဖိုးကြီးတွေဖွားကြီးတွေလို့ပြောမှာပေါ့ဘယ်နဲ့တေးကနီးတွေအဖိုးဖွားတွေပြောတဲ့စကားနမနဲ့အပြိုကြီးတွေပြောတဲ့စကားမယုံပါဘူးအပြိုကြီးတွေပါရအနာတာဟဲ့နမနဲ့မလို့ရဲတော့နံပါတ်3ဈေးတယ်တွေပြောတဲ့စကားမယုံပါဘူးကျောင်းတော်ရလာဆိုတော့ဈေးတွေကလည်းပေါ်အောင်ပါနံပါတ်3မလို့ရဲတယ်နံပါတ်4တပင်းတယ်တွေပြောတဲ့စကားမယုံပါဘူးနံပါတ်4မလို့ရဲတယ်မနေ့ရောက်နံပါတ်1အဖိုးတွေအဖွားတွေဒီကနေ့အဖိုးတွေအဖွားတွေပြောတဲ့စကားမယုံအောင်ဆိုတော့ဘယ်စကားမယုံရတာလဲရှင်မရတပည့်တို့ကဘာလုပ်နေတို့လဲလို့မင်းငေါ်လဲအောင်မယ်မြန်ပြောလိုက်အဖိုးတို့ဖွားတို့ကာလာတွေမကောင်းနိုင်ငံရေးတွေကမကောင်း
စီးပွားရေးတွေကတချို့ကြလူမှုရေးတွေပေါက်ပြန်လို့အဆင်မပြေတာတွေမရှိဘူးလားကိုရင်ကိုရောက်ကိုသားကိုသမီးကိုမြီးကိုမြက်တွေကိုစုံမတဲ့ခါပြောမရစုံမရလို့ရှင်အဖိုးတို့ဖွားတို့ညီးတဲ့စကားတာလေးရှိတယ်လေငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်နော်တေးတာတေးကျင်တော့တယ်ညီးသလားမညီးဘူးလားဟိုကတမျိုးဒီကတမျိုးနဲ့ငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်တေးတာတေးကျင်တော့တယ်နဲ့ညီးရလေမှန်လားရဲ့တကယ်လေတေးချင်းပေးပြန်ချုံလာပဲလူကြပါဦးဟဲ့လူကြပါဦးဟဲ့ကူကြပါဦးဟဲ့နဲ့တိတ်ဆုံးကကြောက်တာသူတို့မှန်လားရဲ့တကယ်တေးပေးနဲ့ကျုံလာရင်တကယ်တေးရဲတာအဲ့တော့ဘိုးတွေပေါ်တယ်ငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်တေးတာတေးကျင်တော့တယ်လို့ပြောလာရင်ကျောင်းတော်ရည်တော့ပိုင်လိုက်နံပါတ်1နံပါတ်2မတူတဲ့အလားတဲ့တရင်ဝါလာကျတဲ့တင်းကျတဲ့ဆောင်မုံဆိုတာကမင်္ဂလာဆောင်လို့အကောင်းဆုံးမဟုတ်လားလူငယ်လေးတွေမင်္ဂလာဆောင်တာတွေမရှိဘူးလားမင်္ဂလာဆောင်လို့လူငယ်လေးတွေမင်္ဂလာဝဲသွားပြူကြီးတွေမြန်ပါလာပြီဆိုရင်တို့နောက်ကလူငယ်လေးတွေကစတယ်ပါပြူကြီးဘယ်နဲ့တော့နောက်ကားတွေတော့ကြော်တက်နေပြီမလို့ချင်လို့လက်ကြီးတောင်တော့ထမလေးမလို့ချင်လို့ချောင်းတော်ရည်လက်တောင်တော့ကြီးထွက်ပြီးတော့မလို့ချင်လို့တို့ကတကယ်တော့အပြူကြီးတွေမလို့ချင်တာလားမရတာဟာနာတာလို့ပြောတော့အပြူကြီးမလို့ချင်တာလားမရတော့တာလားအပြူကြီးဆိုမှတော့ဟဲ့ငငယ်တုန်းကလှတာပတ်တာအရွယ်တုန်းကကျတော့မလေးဟိုရက်ကွက်ကကောင်းလေးကလိုက်ပြောဟိုရွာကောင်းလေးကလိုက်မလေးတင်းရငါလို့လူမလေးတလောကလုံးသူနဲ့တန်နဲ့သူကိုမရှိဘူးမှန်လားဟိုလူကလိုက်ပြောတင်းရမယ်ဒီလူကလိုက်ပြောဒင်းရမြန်နဲ့တော်ကြီးသူကိုသူတလောကလုံးအလှဆုံးအချောဆုံးအတော်ဆုံးကိုတင်ပြီးတော့မန်ဝန်တာအလှမန်ဝန်တာတွေမရှိဘူးလားဆိုလိုက်မယ်ဟဲ့ငယ်ငယ်ကပြူကြီးတော်ဦးလေပြူကြဦးကြခလာလေးပါငယ်ငယ်ကပြူကြီးတော်ဦးလေပြူကြဦးကြခလာလေးပါစမေငယ်ငယ်ကပြူကြီးတော်ဦးလေပြူကြဦးကြပြိုတာလဲအကြာကြီးလားခဏလေးလားအိုတာလဲကြာကြီးလားခဏလေးလားဒီသဘောကိုနားမလဲတော့ပြိုကြီးဖြစ်မဲ့ပုဂ္ဂိုလ်ကငယ်ငယ်လေးကစီစာကြောင်းတာဟဲ့ဟိုရက်ကွက်ကလိုက်ပြောလက်မခံဒီရက်ကွက်ကဒါလိုက်ပြောလက်မခံတရားကောင်းကြီးနောက်ဆုံးတော့တရားကောင်းကြီးရဲ့ကြီးတွေများတော့အပြိုကြီးမဖြစ်ဘူးလားနောက်ဆုံးတရားကောင်းကြီးရဲ့ကိုငယ်ငယ်တုန်းကမိုးကပန်းခဲ့တဲ့ကောင်လေးတွေကလမ်းတွေ့တောင်မှအပြိုကြီးနဲ့တရားကောင်းကြီးရဲ့မျက်နှာချင်းဆိုင်လမ်းမှာတွေ့တောင်မှကျောင်းတော်ရရဲ့လမ်းတွေတောင်မှအပြိုကြီးတရားကောင်းကြီးရဲ့နှုတ်မဆက်တဲ့ကအပြိုကြီးရင်ခံမိမဟုတ်လားဟုတ်တော်ကျောင်းတော်ရရဲ့ဟုတ်တော်ဆိုတဲ့စကားလုံးလေးနဲ့ငငယ်တော့ကြတော့ငါမရရင်ကူမြတ်သေးတော့မလို့မှန်လားအခုတော့အပြိုကြီးဖြစ်သွားတော့ကြည့်မဲ့ရှုမဲ့သူတောင်ရှိသေးလားဟေးအဆုံးစီကိုဆုံးပလိုက်တာဟဲ့အနာစရာကောင်းဒါပေမဲ့ဟဲ့တချို့ကြတော့လဲမြမပြည်ကလာပြီးတော့နည်းနည်းတော့ပြန်အုပ်ခဲအောင်မရမယ်ဆွမ်းငက်လေကျောင်းတော်ရည်တချို့ကြတော့လဲမြမပြည်ကလာပြီးတော့ကာမဂုဏ်တွေကိုစိတ်မဝင်စားလို့မို့လို့အိမ်တော်ရတန်သားမွေးမပြုတ်တာတွေမရှိဘူးလားအေးတို့ပြိုကြီးတွေလည်းပါပါလဲအောင်မယ်မှန်လားကောင်းပြီညာတော့အပြစ်ကတော့ယနေ့ခေတ်ကတော့ပြိုကြီးမှဖြစ်လာပြီဆိုလို့ရှိရင်တရားကောင်းကြီးတကယ်တရားကောင်းကြီးမလိုချင်တော့တာလားမရတော့လားဒါကြောင့်မလိုချင်လို့လက်ကြီးတရားလောင်းထွက်ပြီးပြောလာလို့ရှိရင်မယုံနဲ့တဲ့မှန်လားဘယ်နှယောက်ရနံပါတ်3မတူတဲ့ဈေးတယ်တွေကတော့ဘုကခင်ဗျားတို့ဘာပြောစရာကောင်းလို့တော့တရားကောင်းကြီးဈေးတယ်ဆိုတယ်ပြောဟဲ့ကိုစိုးမြင့်ကြီးတော်တော်တရားဝဲလုပ်မလို့လားဟုတ်တယ်ဘာလာလောက်တာဈေးလာဝဲတာဟ
ဘာလို့ဝယ်မလို့ဟာဝယ်စရာရှိတာချမ်းစရာရှိတာဝယ်ချမ်းပြီးပြီဆိုလို့ရှိရင်တို့ဗမာလူမျိုးကလည်းပဲသူပြောတဲ့အတိုင်းဈေးတယ်ပြောတဲ့အတိုင်းတော်ကောင်းကြီးဝယ်လိုက်တာလားနည်းနည်းဈေးဆက်တာလားကျောင်းတော်ရရင်ဈေးမဆက်ဘူးလားဈေးဆက်ပြီဆိုမှတော့ဈေးတယ်ပြီကိုစိုးမြင့်ရဲ့တော်မူလို့အရင်ရှုံးခံပြီးရောင်းလိုက်တာအဆဆရာတွေကကုံစည်းလုံးတွေကဈေးကြီးနေတာမမြင်ဘူးကိုစိုးမြင့်ရဲ့တော့မို့လို့အရင်ရှုံးခံပြီးရောင်းနာပြောသလားမပြောဘူးလားလောကမှာကိုအရင်ရှုံးခံပြီးရောင်းတဲ့ဈေးတွေပေါ်ပြီလားဒါကြောင့်တော်တော်ကြီးဈေးတွေကအရင်ရှုံးခံပြီးရောင်းတယ်လို့ပြောတဲ့စကားလုံးယုံချင်စရာကောင်းလားဒီကြားတဲ့ဘုန်းကြီးတွေလာဝင်ပိုးသေးတယ်ကျုံငယ်ငယ်တော့ဒီလိုတရားဝဓမ္မဂတိကမဖြစ်ခင်တော့ဒီဖရာရောက်ဒီဖရာရဲ့ဒီဘက်မုတ်ကဘာမုတ်ခေါ်အရှိဘက်မုတ်လေဈေးတွေပေါ်တော့ဝယ်ပဲရှင်ဖရာမြင်တာနဲ့လောက်လေးကြည့်ရှင်ဖရာညနေကြိုလေးပြုံးပြီးတော့ smile တိတ်ပြုံးကျောင်းတော်ရပြုံးတိတ်လှအလားပါလို့လေဈေးဝယ်ဘုန်းကြီးကြွလာရှင်ဖရာဘာလို့ရှင်သားရှိတော့လိုက်ရွေးပြီးဆိုရင်ဘုန်းကြီးကလည်းတော်တော်ကြီးဝယ်စရာရှိတာလေးဝယ်ပြီးရင်ဒီတိုင်းဝယ်တာလားဈေးဆက်တိုက်လိုက်စစ်မှာပေါ့ဈေးတွေအကြောင်းပြီးတော့ကျတော့ဈေးတွေကခေါက်ချိုးလောက်တက်ထားတော့စစ်တော်တော့မှန်လားဒကမကြီးရှော့ပါအောင်အရှင်ဘုရားမလျှော့ခိုင်းနဲ့တပည့်တော်မအရှင်ဘုရားကိုမြင်တဲ့ဟိုကကြီးညိုပြီးသားကျောင်းတော်ရည်စမြင်ချင်းကိုကကြီးညိုပြီးသားဒါကြောင့်တပည့်တော်မအရင်နေ့ကနေရှုံးခံပြီးရောင်းလိုက်တာရှင်ဘုရားကြီးမမြတ်ဘူးမမြတ်ဘူးကပါလိုက်သေးတာဈေးရောက်ပြီဆိုမှတော့ရှုံးကျင်လို့လားမြတ်ချင်လို့လားမမြတ်တဲ့ဈေးတွေလောကပေါ်ပြီလားဟာကိုမမြတ်ဘူးလေအရင်ရှုံးခံပြီးရောင်းတယ်လေဒီဈေးတွေပြောလားအဲ့လိုပြောလာရင်ယုံကြည်စရာကောင်းသလားမကောင်းဘူးဒါကြောင့်ဈေးတွေလည်းအဲ့ဒီစကားသုံးလာရင်ဒီနေ့ခေတ်ကတော့တခါကြီးတခါမကြီးများအခုကြက်သွန်တယ်ပဲကြည့်ခရမ်းကြီးနေရတော့ကြည့်တော်တော်ကြီးမရောင်းဘူးလားရောင်းပြီဆိုလို့ချင်းမမြတ်ဘူးမကြိုက်ဘူးလို့လည်းပြောနေမလေးဒီလောက်ရင်းနေနေနေတိုင်းလာဝင်နေရတော်လဲတော့တစ်လုံးနှလုံးလေးပေးရတာဘာဖြစ်သွားတာမှမလို့ကွက်နဲ့ကဲဝယ်တဲ့လူကကောက်ပြီးမထည့်လိုက်ဘူးလားဒီယုံမြင်လို့ဒီချုံထွန်နေတာဒါသိလို့မလို့ဈေးတွေကလည်းအစတွေကတော်ကြီးဈေးရောက်တဲ့သူကအလေးကပြည့်သလားခိုးထားတာကျောင်းတော်ရည်ဒါကြောင့်ပြောတာဈေးရောက်တဲ့သူကတခိုးတဲ့ဈေးဝယ်တဲ့သူကမှန်လားဟိုကပေးချင်တယ်လားမသိမပေးချင်လားမသိဝယ်တဲ့သူကလည်းပဲကဲကြက်တော်တစ်လုံးနှလုံးခက်ကြီးကောက်တဲ့အစိတ်သားလောက်ပါမယ်မဟုတ်လားခရင်ကြီးဒီလေတစ်လုံးနှလုံးတော်ကောင်းကြီး30သားလောက်ပါမယ်မဟုတ်လားဒါတိလို့စတဲ့ဟိုကလည်းပဲပြည့်အောင်မချိန်ထားဘူးဒီတော့မဟုတ်လားဒီတဘောလေးတွေကဲနားလဲပြီးသားစင်တော်ကငိတ်ဈေးတယ်ပြောတယ်အဲ့ဒီစကားလေးတစ်ခွန်းမှာပဲဗျာမှန်လားနောက်နံပါတ်လေးကမတူတဲ့တော့အဲ့တော့သူပြောနေစရာလိုသလားကျောင်းတော်ရရွှေမြို့တော်ကြီးကိုကပြသုံးတော်ကန်ရတာကိုရွှေမြိုင်တို့မှန်လားမလေးဝမ်းသာလိုက်တာခင်ဗျာကျောင်းတော်ရတို့ကျောင်းတော်ရသားတွေမလေးစမိရအောင်မှာလှပနေလိုက်တာအလှဘောအရင်စင်တွန်တက်နေလိုက်တာလှချက်လိုက်တော့ဇမင်းသားလေးကပေါ်ပြောပြီးဆိုရင်မလေးပါလာတဲ့ဇီပေါင်းတို့ဒီမန်းစီတွေဟောပန်းတီတွေလိမ်မော်တီတွေအိမ်ကအမေတာမကြွေးချင်းဒီမှာဟောစုရချလိုက်တာပန်းကုန်းတွေဆွတ်ချလို့ချမလုပ်ဘူးလားလုပ်တယ်အခုလုပ်တဲ့ဟာတွေချိန်မှာပဲကိုကြောပြီလာပြီကိုဒေတာတို့ဒေတာလာပြီလို့ပြောလို့ရှိရင်ကြိုက်တယ်လားမကြိုက်ဘူးလားမမလူမျိုးကအမြောက်ကြိုက်တယ်မှန်လားဒီเจ้าတော်ရကနေပြန်ကိုမပြန်ញင်ပါဘူးဆိုတော့တရားဝင်ကြီးတချို့ယုံမိတာတွေမရှိဘူးလားမလီတော့မပြန်ញင်ဘူးဆိုရင်တက်လုံးတော့တင်ချင်လေးအိမ်ခေါ်ပြီးတော့တင်ကြွေးကျင်တာတွေမပါဘူးလားတကယ်တော့အချိန်တန်တော့လည်းပဲနေခဲ့တာလားပြန်သွားတာလားဟောပြန်သွားတာနဲ့မြန်ဟောအမေအဖေတောင်မှမကြောတဲ့ဟာလေးဟောတို့စုဆောင်ထားတဲ့ဟာလေးပါမသွားဘူးလားကုသိုလ်ရလိုက်သလားပန်းစည်းတွေငွေစည်းတွေဟိုဆွေစည်းတွေဒီဟာတွေဆိုတော့အမေစုချတာကုသိုလ်ရလိုက်သလားဒီတော့ပြောနေတာမှန်လားအဲကြောင့်တို့ပမာလူမျိုးတွေဒါညံနဲ့စဉ်းစားဖို့ကောင်းတယ်မှန်လား
ကောင်းပြီရှိစေတော့ဒါစင်တော်ကောင်းကြီးရဲ့ဘာလို့လဲလို့မေးလို့ချင်းဒီရွာကဒီနယ်ကဒီမြို့ကပြန်တော့မပြန်ခြင်းမောင်မှုပြန်ဆိုတဲ့အသူပညာရဲ့ဓမ္မတွေရဲ့စကားပြောလိုက်ရင်လည်းယုံစရာကောင်းလာတာကောင်းပြီဘယ်နှမျိုးရပါအခုဦးစင်း၄မျိုးပြောလိုက်တယ်အဲ့ဒီစကားလုံးလေးတွေလည်းမှတ်တာဇဏတော်ဦးစင်းဘိုးကြီးတွေဘွားကြီးတွေကနေစလိုက်တာပါဗျာအားလုံးဆိုမယ်မချစ်လို့မုံချစ်လို့ပြုံးလေမုံကြပြုံးကြခန္ဓာလေးပါဆိုမယ်ဟေ့အဲ့ဒီသဘောလေးကိုတော်ကောင်းကြီးမြတ်ကြီးနားလည်ပြီဆိုလို့ရှိရင်တို့တော်ကောင်းတို့တွေလေလောကကြီးထဲမှာတော်ကောင်းကြီးမြတ်ကြီးဘဝမှာလူရဲလို့ဖြစ်လာတဲ့အခါမှာတရားနဲ့တရားတော်ကောင်းကြီးမြတ်ကြီးလမ်းသွေပြုံးပြနှုတ်ဆက်တချို့ကျတော့လည်းပဲတော်ကောင်းကြီးကိုယ့်ကိုအလိုရှိတဲ့ပုံကိုယ်တွေကကျတော့ကိုယ့်ကိုမြင်လို့ချစ်ခင်တဲ့ပုံကိုယ်တွေကကျတော့တော်ကောင်းကြီးရင်ထဲကလာတဲ့အပြုံးလေးတွေမမြင်ရဘူးလားကိုယ်မလိုနေတဲ့ပုံကိုယ်တွေကကျတော့တော်ကောင်းကြီးရင်ထဲကလာတဲ့အပြုံးတော်ကောင်းကြီးဟုတ်သလားလမ်းသွေးလို့နှုတ်ဆက်တော့မှတော်ကောင်းကြီးမပြုံးခြင်းမဲနဲ့ပြုံးပြီးတော့တော်ကောင်းကြီးလောင်ပြုံးလေးတွေမဲပြုံးလေးတွေမရှိဘူးလားအလောင်ခံရတဲ့ပုံအမြဲမဲတဲ့ပြုံးလေးတွေတော်ကောင်းကြီးမချစ်တင်ခဲ့ဖြစ်ပြီးပြုံးတဲ့ပြုံးလေးတွေမမြင်ဘူးလားဟာသက်ရှိတွေရဲ့ပြုံးမှန်လားဟဲ့အဲ့တော့တော်ကောင်းကြီးဘာပဲပြောပြောအလောင်ခံရနေဆိုတဲ့စကားလုံးလေးကိုရင်ထဲမှာကြိုက်တဲ့စကားလုံးလားမကြိုက်တဲ့စကားလုံးလားတို့မွေးလာတဲ့လောကကြီးကိုရောက်လာလောကကြီးရောက်လာလေဒုတော်ကောင်းတို့ဦးဇင်းတို့တွေဒီတော်ကောင်းကြီးငိုပြီးတော့လောကထဲရောက်လာလားရည်ပြီးတော့လောကထဲရောက်လာအငိုနဲ့စားခဲ့တဲ့သူတွေကြီးပဲဆိုတာမသိကြဘူးလားမှန်လားဟဲ့ဒါဆိုရင်ငိုခြင်းနဲ့အဆုံးသတ်လို့ရပါမလားလောကကြီးထဲမှာအစကအငိုနဲ့စားပြီးတော့အဆုံးသတ်မှပြုံးနိုင်ဖို့မလိုဘူးလားအဲ့ဒါလိုပြုံးနိုင်ဖို့ဆိုလို့ရှိရင်မမြဲတာကိုနားလည်ဖို့မလိုဘူးလားလောကကြီးကလောင်ရည်တယ်ဒီကိုတတိထားနေတာတို့ကတက်ရှိတွေရဲ့လောင်ရည်တယ်ပဲတတိထားမိနေတာသူများကကိုယ်ကိုအဲ့လိုမျိုးတော်ကောင်းကြီးမကြိုက်တဲ့အပြုံးလေးနဲ့တော်ကောင်းကြီးမခွတ်တရုပ်လေးနဲ့လောင်တဲ့အလောင်လေးများဖြစ်လို့ချင်းသူ့ရှိမှတော်ကောင်းကြီးရဲ့မဲ့ကရွက်ကနဲ့တော်ကောင်းကြီးတုတ်ပြန်မှုမပြုတ်ခဲ့ရင်တော့မှအိမ်ရောက်ပြီဆိုရင်အဲ့ဒီကောင်းမှမေရဲ့တမိခံမြင်းချက်တော့လမ်းမှာတွေ့တယ်ကျွန်မကိုအဲ့လိုသူကလှုပ်လိုက်တယ်ဆက်ဆံလိုက်တယ်ဟုတ်လားငါသမီးကိုဆိုတော့တော်ကောင်းကြီးတနွယ်ငင်တော့တစ်စင်မပါဘူးလားသမီးကမခံခြင်းအမေကိုတိုင်အမေကမခံခြင်းအဖေကိုတိုင်အဖေကနေညီကိုမောင်နှမဆွေမျိုးမိတ်တဲ့ကငါတို့မျိုးကိုဒင်းရမြန်အဲ့ဒါကနေပြီးတော့တော်ကောင်းကြီးထပ်တက်လိုက်အောင်တို့ရက်ကွက်တို့ရက်ကွက်တာကိုဒင်းတို့ရက်ကွက်ကဆိုတာဒီပါမလာဘူးလားလောင်ရည်တယ်လူတွေကသက်ရှိတွေရဲ့လောင်ရည်တယ်တွေကိုပဲတတိထားနေတယ်တော်ကောင်းကြီးလောကမှာတော်ကောင်းကြီးအိုးတွေအိမ်တွေရွှေတွေငွေတွေကြောက်တန်ဗရမများတွေတော်ကောင်းကြီးမပိုင်ဆိုင်ကြဘူးလားမြဲတဲ့အရာတွေလားမမြဲတဲ့အရာတွေလားဆိုမဲ့မလိုတော့နင်းလိုတော့ခင်းလေနင်းကြခင်ကြခန္ဓာလေးပါမလိုတော့နင်းလိုတော့ခင်းလေနင်းကြခင်ကြခန္ဓာလေးပါဆိုမဲ့ဟေးလောကကြီးရဲ့ဒီတဘောကိုနားမလဲတဲ့ကကိုလောင်ခံလိုက်ရပြီဆိုလို့ရှိရင်မကြိုက်ဘူးလေမှန်လားရဲ့အဲ့ဒီသက်ရှိတွေရဲ့လောင်တယ်ကိုမကြိုက်နေတဲ့ဒုတော်ကောင်းတို့တွေနေသလိုပါအချိန်နဲ့မြလောင်ခံနေရတဲ့လောင်လေးကတတ်မဲ့တွေရဲ့လောင်တယ်ဘာတွေရဲ့တောင်းတာဘဒုရဲ့လောင်တယ်လေဒါကြောင့်ဒီလိုဆိုမဲ့ရှာလို့ရထားဥစ္စာများရေကနေကြပြီရှာလို့ရထားဥစ္စာများရေကနေကြပြီဆိုမဲ့ဟေးရှာလို့ရထားဝဇ္ဇနောတရာကောင်းတို့ပိုင်ဆိုင်နေတဲ့ယရနာရွှေငွေကြောင့်တံပရမညာအိုးအိမ်တိုက်တာစီစိမ့်နေမန္တများတွေကမြဲတဲ့ຢာတွေလားမမြဲတဲ့ຢာတွေလားလေယာကိုင်းညွန်းနေမြဲတဲ့ຢာတွေလားမမြဲတဲ့ຢာတွေလားအဲ့ဒီရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကလောင်နေပြီတဲ့မှန်လားဟေးကြည်စမ်း
Maruye the king. Tomorrow, when a mother of Jillian in Yamucho, the main name of San and Shampooing later. Maru me tell her. Look at you, the out talk about the water yaga, made the out talk about the so you mean the Gali water and the Gali on me, and made now tabby like that, you tell like that. Hula. John Doya. Let's lead the opinion knows of what they're going to but I mean, let's lead it. Now, what I put in a put her, let's lead the opinion knows that a people tabby like that, you tell like that. My lahi. Opinion knows of who get a move so late, Tamuchi, the Tinchi of Bia, as a lot of opinion knows how to live your day, tabby like that, you tell like that. To hope by lahi. A piggy illegal near Nora, a people in socket, a pig layer, you be a moment had a D. Tabby like that, Jangela. A pig letter the one, meat letter the one, where a D. Kind D. John. A pibian nose on a heady look and he could do some look at her. A pig the one, Father, la Jangela. The Bob by Lai. Najansume Shallow Yata. Oh, Samia. Yega Nijami Salame the car Sume nga sui nga wing nga lem Bang di manivi nga sui nga wing nga lem Bang di manivi Sume Nga sui nga wing nga lem Bang di manivi Cô bang này nó thêm manivi hả? Thôi bóp bài lại Tất cả ý đồ tất cả mà ý đồ Phụ tra vào những ngày đây áo em mà làm việc là lâu quay ra nào Quất hạ đẹp cô cô đi mà siêu là Cái gì dạ đi cô bang này lúc mà thêm hú là Mà thêm đấy Cái gì dạ đi mà bang lúc mô lô đi đồ lấy xuống mẹ Âu xa dê răng Nhân xem nhân Ikan jaya vi Osa yena Nyan shem yam Ikan jaya vi Sulaiman Tame le yari kainjwa ni shwiri ngwiri chokta maramyari sini re kari dragoni mamyeni re yari manamyaga kuku dragoni lam ne bi ye ne bi soda mate ja hu la ma pai na re ko pai ne tin do ousa re ye ye ran ni ko nyan shin lai do ja ya bi soda mate ja hu la o nyan na phon da do taya we ma yauk la ja de do dragoni do di lo ti li wan lai do o ma mye ne pyasi de ba la so do khana tapyut le do sin nyan pi da phit ma do hu la I just saw my buying Osa, buying Tena, yes, I am come Navy. My buying Osa, buying Tena, yes, I am come Navy. So let me. I eat a teacher, I am you be not on Obia. Dini the Yali, I don't know your Boma, H.S. Shamamu, the Yali that sing was on Bama Lemachong, the Dragonia, the Yawali P on the Dragonia, Siglim yo Bido, anything I like Bido Mata, my life. As if Jazio Sari, Papaini, Uzuran, the Jamagola. Paini Lieutenant Kajaro, Lawyera, Nigo, Piesio Sari, Lawyera, Nigo Dragonia, Jani, Abizura, the Jaula. The same thing to which later should see her down calling the Lutimala. I just saw Medra Yandungava Luyu Dwa Dumia like Dwami Yandungava Luyu Dwa Dumia like Dwami Somehe
ကိုပိုင်နေလို့ထင်နေတဲ့အဲ့ဒီရွှေတွေငွေတွေကြောက်တံဗရမများတွေလေယာကိုင်းညွန်တိုက်တာအိုးအိမ်စီးစိမ်ကာနာတော်ကြီးအဲ့ဒီကားအဲ့ဒီဆိုင်ကယ်တွေရန်သူမျိုး၅ပါးတပေးပေးနဲ့ကြုံလာပြီဆိုလို့ချင်းအန်ရတစ်ခုခုနဲ့ကြုံလာပြီဆိုလို့ချင်းကိုပိုင်နေလို့ထင်တဲ့ရွှေငွေကြောက်တံဗရမများလေယာကိုင်းကျွန်းအားလုံးကလိုက်တော့မှာမဟုတ်လားပါသွားမှာမဟုတ်လားနေခဲ့ပါဦးဟဲ့ငါမျက်နှာဆိုဝတ်လို့ဆွဲချိုးကုန်းလေးတောင်းဝတ်လို့မဝါလေးဘူးလို့သားလို့ရတာလားဘာငါးပါးနဲ့ကြုံရင်သဘောပိုင်လိုက်ဒါကြောင့်စာလေးကအတိတ်ပဲရှိလိုက်တာတော်ကောင်းမြတ်ရန်သူ၅ပါးဆိုလိုက်လူယူသွားတို့များလိုက်သွားမြည်ပြန်ဆိုမယ်တိတ်အတိတ်ပဲပြည့်စုံတဲ့စာလေးဆိုတာမသိကြဘူးလားဒါကြောင့်ဒီလိုလေးဆိုမယ်တို့ကိုစွန့်ခွာသေသောခါသင်ရလိုက်သွားမယ်တို့ကိုစွန့်ခွာသေသောခါသင်ရလိုက်သွားမယ်ဆိုမယ်ဟဲ့တို့ကိုစွန့်ခွာကျစံဘလောက်ပေါက်เสียကောင်းတယ်လို့ဘလောက်အသေးပေါက်เสียကောင်းတယ်လို့တော်ကောင်းကြီးမှန်လားဟဲ့တို့တီဗီဆိုတဲ့ခါကျတော့တော်ကောင်းကြီးတင်းတဲ့နေရာခေါ်တဲ့နေရာလိုက်သွားမယ်တဲ့ဒါကြောင့်ပြောသလိုလောကကြီးရဲ့တော်ကောင်းကြီးအမွေဆိုတာဗါတဲ့တော့ထိုင်မှာဒီတော့ပြောတာနောက်လူတွေကောင်းစားရေးတွေတို့တွေလုံနေကြတယ်ဆိုတာမသိချဘူးလားအမေကသားသမီးတွေတော့အဖေကသားသမီးတွေတော့ပင်စဉ်းစားနေတယ်ကိုယ့်တော့ကိုစဉ်းစားမှုမိနေကြတဲ့မိဘတွေမများဘူးလားတနာစီကတိတ်ပြီးတော့မကောင်းဘူးလားကြည်တဲ့ရန်သူမျိုး၅ပါးနဲ့ကြုံလာရင်လည်းတို့ခေါ်ရလိုက်အောင်မယ်တဲ့သေရင်လည်းကိုနောက်မလိုက်ခဲနဲ့တင်းတဲ့နေရာလိုက်သွားအောင်မယ်ဆိုတော့ကို့မှာတော့မနမိုးတောက်အာယုံချင်းလင်းကနေရှာလိုက်ရပွေလိုက်ရရှာလိုက်ရပွေလိုက်ရတမာအာစီကကြတာလည်းရှိတယ်မကြတာလည်းရှိတယ်မှန်လားဟေးနားလည်လားဟေးကျောင်းတော်ရရေးသဘောရောပိုင်ရလားလာရကျိုးရောနဲ့ရလားဦးဇင်းပြောနေတဲ့စကားလုံးနဲ့နားမရှင်းတဲ့စကားလုံးပါလားဦးဇင်းတော်ကောင်းကြီးဝိจิตတန်းကြီးဟောနေတဲ့အမူအရာများပေါက်သလားစေတနာတော်ကောင်းကြီးအပြည့်နဲ့ပြောနေဆိုနေတယ်ဆိုတာမသိကြဘူးလားဒါကြောင့်တော်ကောင်းကြီးရန်သူမျိုး၅ပါးနဲ့ကြုံရင်လဲခေါ်ရလိုက်သွားဦးမယ်ကိုသိရင်လဲကိုတော့မပါဘူးဆိုတော့ကိုရှာထားရတဲ့အရာတွေကဥပေါက်เสียအသေးပေါက်เสียကောင်းတာပေါ့မှန်လားဟဲ့ဒါကြောင့်ဒီလိုဆိုမယ်တို့ကိုခင်တွယ်ဒါနပင်ရေဝဲကောင်းနေပြီလေးနဲ့တဲ့စာလေးကိုလို့သိချက်ပြန်ဆိုတော့တော်ကောင်းကြီးပြန်ဆိုမယ်တို့ကိုခင်တွယ်ဒါနပင်ရေဝဲကောင်းနေပြီဆိုလိုက်မယ်ဟဲ့ပစ္စည်းဥစ္စာတွေကိုခင်းတွဲပြီးတော့တော်ကောင်းကြီးဒါနပယ်တယ်ဆိုတာကမလူမတန်းမပေးမကမ်းနေတဲ့ပုံကိုယ်တွေမရှိဘူးလားကိုပစ္စည်းကိုကိုပစ္စည်းလို့မှတ်ထင်နေတာဟာယူလို့မမြဲနေတဲ့ပစ္စည်းကိုငါပစ္စည်းငါဥစ္စာငါရွှေငါငွေငါကားငါဖုံးငါအဝတ်စားငါဖက်နှက်ငါအင်ကြီးလို့စွဲနေတာဟာယူလို့တဲ့မှန်လားဟဲ့ကျောင်းတော်ရရဲ့အခုရှိစံပြောနေတာခင်ဗျားတို့ပိုင်ဆိုင်ပါတယ်ဆိုတဲ့လက်ဝဲရတနာကြောက်တံဗရမယအိုးအိမ်ကြီးအဝတ်စားအထင်ကမစတော်ကောင်းကြီးတို့ကိုခင်တွယ်ဒါနပဲရေမွေကောင်းနေပြီဆိုလိုက်စမ်းဟဲ့တခါကြီးတို့နှလုံးသားနဲ့နားထောင်ကြည့်တခါကြီးဒီကမကြီးတို့နားထဲမှာတော်ကောင်းကြီးရောက်ရုံလေးနဲ့နားမထောင်နဲ့ကိုယ့်ရဲ့ဘဝထဲမှာတော်ကောင်းကြီးဒီဓမ္မပါအောင်ဆွဲကော်ပြီးနာယူကြည့်မယ်ဆိုရင်လေးနဲ့တဲ့စကားလုံးတွေဆိုတာမသိကြဘူးလားကိုဝတ်နေတဲ့ဝတ်စားလေးပေါ်ပဲဖြစ်ဖြစ်ကိုစီးနေတဲ့ကားလေးပေါ်ပဲဖြစ်ဖြစ်ကိုစီးနေတဲ့ဖဏလေးပေါ်ပဲဖြစ်ဖြစ်တွဲတာတက်မှတ်လိုက်တာနဲ့တော်ကောင်းကြီးအဲ့ဒီအရာတွေကတော်ကောင်းကြီးလှောင်ရည်တန်ခံနေရတယ်ဆိုတာမသိကြဘူးလားကြည်စံငါတို့ကိုခင်တွဲပြီးတော့သူ့မှာမလူရက်မတန်းရက်နေတာသူ့နောက်ပါမယ်ထင်းနေတာမလီရီစရာကောင်းလိုက်တာလို့တော်ကောင်းကြီးအဲ့ဒီတတ်မဲ့ပစ္စည်းတွေကလောင်ရည်နေတယ်ဆိုတာမသိကြဘူးလား။ဒါကြောင့်ဆိုမဲ့တရာညံနာ
ကြီးကြီးထားပြန်လာရင်ပြမယ်ဒရာညံနာကြီးကြီးထားပြန်လာရင်ပြမယ်ဆိုမေအဲ့ဒီသဘောလေးကိုနားလည်ဖို့ဆိုလို့ရှိရင်ဒရာညံလို့ပြောလိုက်တာနဲ့ဒရာကောင်းကြီးမြေဒရာဆိုတာကဒါသောနာတော်ကဒရာကောင်းကြီးမြေဘာလို့လဲလောဘရဲ့ဆန်းကျင်ဘက်ပဲဆိုတာမသိကြဘူးလားယုံကြည်မှုဖယားပေါ်ယုံကြည်မှုတရားပေါ်ယုံကြည်မှုတန်ခါပေါ်ယုံကြည်မှုကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ယုံကြည်မှုပေါ်မှာခိုင်မာနေဖို့မလိုဘူးလားအဲ့ဒီဉာဏ်သားလေးဖွင့်ထားလိုက်တဲ့နဲ့တော်ကောင်းကြီးမြေဒရာဉာဏ်သားကြီးကြီးတာအဲ့ဒီယရနာရွှေငွေကိုလှောင်နေတဲ့ဟာတွေကိုပြန်ပြီးတော့လောင်ပြမယ်ဆိုတာမသေးကြဘူးလားအခုတရားဝဲမှာတော်ကောင်းကြီးကိုတက်နိုင်တဲ့လောက်လေးချွေးနေစားလေးတွေတရားလူ200လူ1000လူ2000လူလူချတာတွေမရှိဘူးလားအဲ့ဒါကပြန်ရဲပြနိုင်အောင်လို့ဒရာတရားကောင်းလို့လူနေတာမဟုတ်လားတော့ပိုင်လားဟေးနားရောလေရဲ့လားခြေကောခြေနဲ့တလားလာရကျိုးရောနဲ့ရလားပြန်မယ်ဆိုရင်တော့ပြန်ရကျိုးနဲ့ရပြန်ကြစို့ကျောင်းတော်ရရေးဘာဉာဏ်နာထားရဒရာဉာဏ်နာပြန်ပြောပါလေတော့ဘာဉာဏ်နာတော့ဟဲ့ကောင်းပြီသားဆိုရင်ဆက်ဆိုကြည့်မယ်ဒါနာပြုနိုင်ဥစ္စာပိုင်ရေနိုင်လေတော့ပြီဒါနာပြုနိုင်ဥစ္စာပိုင်ရေနိုင်လေတော့ပြီဆိုမယ်ဟဲ့အဲ့ဒီစကလုံးလေးတော်ကောင်းကြီးရေပတ်ထဲမှာရသွားပြီဆိုလို့ရှိရင်တော်ကောင်းကြီးဒါနပြုနိုင်မှသာလင်အဲ့ဒီပစ္စည်းဥစ္စာတွေကိုကိုရင်နိုင်မယ်ဆိုတာမသိကြဘူးလားဒါကြောင့်သူအကြီးရာကိုလှောင်တာကိုခံမလားကိုကသူ့ကိုပြန်လှောင်မလားဆိုတာဘု து ကိုသူမေးရပါဘု து ကိုဘု து တို့ကျောင်းတော်ရရေးသဘောပိုင်လားဟေးတာဝတိနာကကောသလတော်ကြီးတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ချိန်အမတ်ကြီးတက်ရောက်တော်ကြီးဘာလို့တလဲလို့မေးလို့ရှိရင်ဂရေပေါင်း89ဂရေချမ်းသာတဲ့တတိ89ဂရေမနဂရေတော့ဘုံတော်နေဝထွန်းလင်းသောပါတော်မူတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတဝတိပြေမွန်စေတဝန်ရောက်မောင်းမောင်းတတိကြောင့်မောင်းကိန်းအောင်မွေးလျောစံတော်မူစဉ်ဒါရှိအောင်လုပ်မယ်ဆိုရင်ဒီတဲ့ရှိချင်းနေတဲ့ဆိုတော့ဧကံသမယံဘဂဝတာဝတ္တိယံဝိဟာရတိဇေတဝနေနာတပိဏိကသာရမေစာရမတွေကကတ်မှဆိုလို့မှန်လားဟဲ့ဗမာလိုလေးရိုးရိုးရှင်းရှင်းလေးပြောလိုက်တော့မြတ်စွာဘုရားဇေတဝန်ရောင်မောင်းတတိကြောင့်မှကိန်းအောင်မွေလျောပြန်တော်မူစဉ်တော့ပါတိုင်းပြည်ကိုကြောင့်မင်းလို့တဲ့တော်ကြီးမြတ်ပတိနရီကောသလအုပ်ချုပ်တယ်အဲ့ဒီမှာတော်ကောင်းကြီးမြေဂရေပေါင်း80ကျွ89ဂရေချမ်းသာကျွယ်ဝတဲ့တော်ကောင်းကြီးမြေတောဒီယပြောဘယ်လိုလဲတော့တောဒီယပုံသားကြီးအလွန်ချမ်းသာသူ့မှာသားလေးတစ်ယောက်ရှားပါပါရှိတယ်သားလေးသိပ်ပြီးတော့သူ့သားကိုချစ်တုဘလူလင်းတဲ့ဘယ်လိုလဲတော့အဲ့ဒီတောဒီယတော်ကောင်းကြီးမြေသူ့သားသိပ်ချစ်တဲ့အခါသူ့သားကိုတင်ပြီးငါသားမင်းဖိုးတွေမင်းဖွားတွေမင်းဖေမင်းမေငါတို့ရှာခဲ့တဲ့ပစ္စည်းဥစ္စာတွေကြီးအဖိုးလက်ထက်ဖွားလက်ထက်ရှာခဲ့တဲ့ပစ္စည်းဥစ္စာတွေကြီးအဖေထိမ့်သိမ့်ပြီးတိုးတက်အောင်လုပ်တော့အခုကြီးရလာရမြပစ္စည်းမှန်မြအဖေတို့အမေတို့တိမ့်တုတ်တေချာပြီးကြာကြာနာနာစုဆောင်းထားတာ89ဂရေပြောဘလောက်တော့ငါသားတဲ့ပစ္စည်းဥစ္စာဆိုတာပြားလို့စုရတယ်ချတောင်ဖို့လို့စုရတယ်ဗါတယ်တော့ဟေးသူသားကိုဆုံးမနေတယ်ဆိုတာမသိကြဘူးလားအဲ့ဒီရှိကစကလုံးလေးတွေတော့ကောင်းဒါပေမဲ့နောက်စကလုံးကမကောင်းနေဘူးဘာမကောင်းလဲကြည့်ဦးဟောကောင်းပါပြီရှာရီဦးကိုဘပါသွားပြီကျောင်းတော်ရည်ပစ္စည်းဥစ္စာတွေကိုစုတဲ့ဆောင်းတဲ့နေရာမှာတင်ပြတာကတင်ပြနေတာမကောင်းဘူးလားငါသားတဲ့စုတာစုဘယ်တော့မှမလူနဲ့ဥပြေကရုံးလေးကိုမလူနဲ့ချောင်းလေးချောင်းစား
မလူနဲ့ကွာလူရင်ကုန်တယ်လူရင်ပါလေတော့ဘဒုဆုံးမနေရတော့ဒီယပုံသားကပြန်ပြောပါလေတော့ငါသားမလူနဲ့တဲ့လူရင်ကုန်တယ်တဲ့ရန်နေကြီးတဲ့သူများလုံကိန်းစားတောက်ထားတာတဲ့သူများရှောင်ပွေထားတာတဲ့တပိတ်ကြီးပိုက်ခွန်မဲကြီးနဲ့လမ်းထွက်တောင်းစားတာမရှက်တဲ့လုံငါသားသူတို့လုံနေတာသူတို့ခွန်အားသူတို့မတုံးရှက်စရာကောင်းတယ်ငါသားအဲ့လိုပုံကိုယ်တွေမလူနဲ့ကိုရှိမှာကိုရှိမှာကိုကျောင်းတော်ရရင်ဘာလဲတော့ဟဲ့တော်ဒီရမျိုးတွေကြည်စမ်းကိုရှိမှာကိုတဲ့ရှိတာလေးတွေမကုံစေနဲ့တဲ့ဘာလို့ပြောတာတော့တော်ဒီရပုံသားကြီးမပြောဘူးလားငါသားမလူနဲ့กว่าလေလူရင်ကုံနေတဲ့ဘယ်တော့မှမလူနဲ့အဖေကြည့်တယ်မလူဘူးတဲ့အဖေကိုကြည့်အဖေမလူဘူးกว่า89ကလေးချမ်းသာတယ်တဲ့မှန်လားဘဝဆိုရမြဲတယ်ဘဝလားမမြဲတယ်ဘဝလားဆိုမေတာတုံသောဆံနေနောခံလေစံရခံရခန္ဓာလေးပါတာတုံသောဆံနေနောခံလေစံရခံရခန္ဓာလေးပါစမေတာလုံးသောဆံကျောင်းတော်ရည်နားမလည်စေတဲ့စကားပါသလားရှင်ထဲမှာတော်ဘာကြီးတန်တရားဝန်စီမဲ့မရှင်းနေတဲ့စကားလုံးတွေများပါသလားကျုပ်ကြားကြနာနာတေးသေးချာချာပြင်းမှန်ခံပြောနေတယ်ဆိုတာမသေးချင်ဘူးလားအခုကြည့်တော်တရားသူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုမြဲတယ်ထင်တာငါသားတဲ့မင်းဖိုးနဲ့မင်းဖွားရှိတဲ့ပစ္စည်းတွေအဖေသိုးတက်အောင်လုပ်တာအခုကြည့်89ကလေးချမ်းသာငါသားပြားကောင်လို့စူရတယ်ခြားတောင်ပိုးလို့စူရတယ်မလူနဲ့ကွာရန်ကြီးခေါ်တော်တို့ကတာဝတိမှာအလူခံဆဲနေတာတပိတ်ကြီးပိုက်ပြီးတော့မလူနဲ့ကိုအိမ်ရှိတောင်းရန်စားတောင်းနေတဲ့ပုံကိုယ်တွေသိမလူနဲ့ကွာမလူနဲ့လှူရင်ကုန်တယ်လှူရင်ပါလေတော့ဘဒုလက်သုံးစကားကျောင်းတော်ရည်လောကဒီလိုပုံကိုယ်တွေလည်းပဲပေါ်လာပြီဟေးမှန်လားဟေးပစ္စည်းဥစ္စာတွေကိုမြဲတယ်ထင်တာမှန်လားဟေးအဲ့ဒီမြဲတယ်ထင်လာပြီဆိုရင်သောဏတော်မှာဦးစင်းရွတ်ပေးတဲ့ဟာလေးပဲပြန်ဆိုလိုက်ပါလေတော့သာတုံသောဆံဘလောက်လေးနဲ့တဲ့စာကိုရွတ်ဆိုနေရတယ်လဲဆိုတာမသိကြဘူးလားသိပြီမကောင်းဘူးလားအဲ့ဒီစကားလုံးလေးကိုနားမလဲတော့သောရိယာကသူသားကိုအဲ့လိုဆုံးမရင်းနဲ့တော်ကောင်းကြီးမြေဘဝဆိုတာကတော်ကောင်းကြီးမြေတို့တော်ကောင်းတွေကနေမျိုးတွေလားသေမျိုးတွေလားတွေးကြကြုံရဆုံကြတာညီရဲ့ကိုရဲ့မောင်ရဲ့နမတွေအဖေရဲ့မေရဲ့ဆရာရဲ့တပည့်ရဲ့တွေးကြကြုံရဆုံကြတယ်ဆိုတာအကြာကြီးလားခန္ဓာလေးလားဒီတဘောတွေကိုနားလဲဖို့ဒီလိုလေးဆိုကြည့်မယ်အကြောင်းကြောင့်ဆုံးကြောင်းကုန်တော်ကွယ်ဆုံးရကွယ်ကြခန္ဓာလေးပါအကြောင်းကြောင့်ဆုံးကြောင်းကုန်တော်ကွယ်ဆုံးရကွယ်ကြခန္ဓာလေးပါဆိုလိုက်မယ်ဟေ့အကြောင်းကြောင့်ဆုံးကြောင်းကုန်တော်ကွယ်ဆုံးရကွယ်ကြအကြာကြီးလားခဏလေးလားတို့ညီကိုတွေတို့ညီမတွေတို့နှမတွေတို့အမတွေတို့ဖေကြီးတို့မေကြီးညာတော်ဘာကြီးနှလုံးသားနဲ့နားထောင်တော့ပြန်မှန်လားဟဲ့မှတ်သားဖို့လည်းမလိုဘူးလားအကြောင်းရှိလို့အဖေရဲ့မေရဲ့လည်းဘာရှိလို့သားနဲ့သမီးညီကိုမောင်နှမမိတ်ဆွေသင်္ကားတွေဘာရှိလို့ဦးဇင်းတို့ပလင်မော်ကနဲ့ပလင်အောက်ကဒကာဒကာမတွေဆရာဒကာတွေလည်းဘာရှိလို့ဒီတဘောလေးအဲ့ဒီသဘောကိုနားမလည်နေတဲ့တော်တော်ကြီးတော်ရိယာကငါသားမလူနဲ့ဒီစကလုံးပြောပြီးတော့တော်တော်ကြီးဘာလို့တလဲအကြောင်းပုံတော့ကွဲရတယ်မဟုတ်လား
တို့တော်ကောင်းကြီးဘဝမှာလူရည်လို့ဖြစ်လာနေကြတဲ့တို့တော်ကောင်းတို့တွေလှုပ်ချင်တာမှန်သမျှဖြစ်ချင်တာမှန်သမျှကရှင်တန်ခွင့်ရတော့လေးပဲလှုပ်ခွင့်ရတာမဟုတ်လားလူတယောက်သေသွားဘာမှလှုပ်လို့မရတော့ဘူးမှန်လားဒါကြောင့်ကံကောင်းလို့နေခွင့်ရတော့လေးမှာတော်ကောင်းကြီးကောင်းတဲ့လှုပ်တွေများစွာလှုပ်ထားဖို့မလိုဘူးလားဒီတဘောကိုနားမလဲတဲ့သောတေရသူကိုယ်သူမသေးလို့စရင်ကြီးသုံးပြီးတော့သူကိုယ်သူမသေးမဲလူကြီးကြလို့ကြွေးကြော်နေလိုက်တာမလူနဲ့ငါသားဒါပြောနေတာဒီစကလုံးလေးကိုတော်ကောင်းကြီးဒီစကလုံးလေးကိုနားလည်အောင်လို့တို့ပဲရှေ့လျှောက်သွားလိုက်တဲ့အခါကျတော့ဒီလိုလေးဆိုမယ်ကံကြောင်းလဲနေကံကြောင်းသေးလဲနေကြသေးကြခဏလေးပါကံကြောင်းလဲနေကံကြောင်းသေးလဲနေကြသေးကြခဏလေးပါဆိုမယ်ဟေ့ကျောင်းတော်ရရေးဘလောက်နှစ်သာရရှိတဲ့စကားလုံးလေးနဲ့တော်ကောင်းကြီးလူငယ်ပါပဲလူကြီးပါပဲခုမှပညာသင်နေလို့ပါခုမှပစ္စည်းဥစ္စာလေးတွေရှာလို့ပွေလို့ကောင်းလေးလို့ပါခုမှကျမ်းမာလုံးမို့ပါဆိုပြီးတော့သင်မင်းရမခေါ်ပါနဲ့လို့သားလို့ရသလားအဲ့ဒီတော့ကိုနားမလည်နေတဲ့သောတရားပြောကြဆိုတော်ကောင်းကြီးသက်တမ်းကုန်သေပြီးပေါ့ဗျာပစ္စည်းဥစ္စာနဲ့သားသမီးတွေဆွဲပြီးတော့မှန်လားဟဲ့သေလဲသေရောဘဝခုပြောင်းသွားတဲ့ခါတော်ကောင်းကြီးရဲ့ပစ္စည်းဥစ္စာဆွဲပြီးသေသွားတဲ့သောဒေယပုံလားရှိကြည်စမ်းဘာဖြစ်တယ်လဲသူသားအိမ်သူ့အိမ်မှာခွေးပြန်ဖြစ်တယ်တဲ့ဘာပြန်ဖြစ်တော့ဘဝဆိုတာကျွန်းတုံးမောက်ပြန်တော်ကောင်းကြီးရဲ့ဖြစ်တတ်တယ်ဆိုတာမသိကြဘူးလားဒါကြောင့်ဒါလေးကိုလည်းပဲမျက်စိနဲ့မြင်ခဲ့တာတုံးတော့တောဒီရရဲ့တာရကကိုမြင်အောင်ကြည့်ကြပါကျောင်းတော်ရည်မှန်လားမလူနဲ့မတန်းနဲ့မပေးနဲ့မကန်းနဲ့ပစ္စည်းဥစ္စာတွေကိုမြဲမယ်လို့သူထင်မထားဘူးလားအခုတော့သေတော့သူ့ရဲ့ပစ္စည်းဥစ္စာတွေသူရှာဖွေခဲ့တဲ့ဟာတွေသူထိမ့်သိမ်းခဲ့တဲ့အရာတွေကသူ့နောက်ပါသေးသလားသေပြီတဲ့မှန်လားအဲ့ဒါလို့သေပြီလဲဆိုတော့တော်ကြီးရဲ့ဖခင်တရားတော်ကြီးလောကကြီးတွေကထွက်သွားပြီလဲဆိုတော့တာပြတ်တဲ့သူ့ဘာလို့လဲဖေရဲ့အဖေရဲ့ဘဝမှာဖေနဲ့တန်သားနဲ့အဖေဖေဆုံးပါတဲ့စကားတွေသားလေးနောက်ကနေပြီးတော့လိုက်ပြီးတော့မှတ်လာလိုက်တာဖေရဲ့အခုတော့လောကကိုအလင်းပြသားဘဝရဲ့ရှေ့ဆောင်အလွန်ရမတန်မှလမ်းပြပေးခဲ့တဲ့ဖေကသေပြီဆိုတော့သားဘလို့ဖြေရမလဲအဖေအဖေခေါ်နေပြီမယ်လို့အဖေကြားနိုင်သေးသလားမကြားနိုင်သေးတဲ့ပြည်တော်ကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်အကြောင်းအားလျော်ဆိုအဲ့ဒီအိမ်မှာခွေးလေးတကောင်ရောက်လာအဲ့ဒီခွေးကသောတေယဖြစ်တာပဲတဲ့မှန်လားဟေ့ဘောဟာဒီကြောက်စရာမကောင်းဘူးလားအဲ့ဒီသောတေယလေးခွေးလေးရောက်လာတဲ့နေ့ကစပြီးတော့သူသားသူ့ဘာလို့လဲအဲ့ဒီခွေးလေးကိုချစ်လိုက်တာကောင်းပြီညွန့်ပြီဆိုတဲ့အစားတောက်တွေကျွေးတယ်ကောင်းကောင်းမွန်မွန်ဆင်ပေးတယ်ကောင်းကောင်းမွန်မွန်အကောင်းစားတွေပေါ့ဗျာတထေးအိမ်မှာခွေးဖြစ်ရတော့မှန်လားဟေ့ဒီနေ့ခေတ်ခွေးလေးတွေမွေးတလိษံလေးတွေချစ်တာတွေမရှိဘူးလားတယူတရနဲ့9000အသားမစားဘူးတလိษံလေးတွေအသားကျွေးတာတွေမရှိဘူးလားစဉ်းစားအောင်တော့အမျိုးကြီးဉာဏ်ဖြစ်နေအောင်မယ်အမျိုးအရင်ချာကြီးလည်းဖြစ်နေအောင်မယ်မှန်လားဟေ့ကျောင်းတော်ရည်ဖះဟောခဲ့တဲ့ဇတ်တော်တွေပါဟေးမှန်လားဟေ့တတိတံဝင်ကယူစရာမကောင်းဘူးလားအဲ့ဒီခွေးပြတဲ့ကတရကောင်းကြီးရဲ့အဲ့ဒါဘာလို့လဲလို့မေးလို့ရှိရင်အဲ့ဒီခွေးလေးကိုလေသားဖြစ်တဲ့ပုဂ္ဂိုလ်ကချစ်နေရှာတာသူ့ဖေမသိဘူးအဲ့ဒါတရကောင်းကြီးတရက်က2ရက်က3ရက်တရကောင်းကြီးရက်လေချင်းကိစ္စတွေပြီးတလကနေ2လအချိန်လေးကြာကြောင်းလာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတခုသောနေ့မှာသာဝတ္တိတဲ့ဆွမ်းငံကြွအဲ့ဒီသောတရားအိမ်သူ့ကလူလေအိမ်ရင်ရှေ့လေရောက်ရောဘာလို့လဲအဲ့ဒီခွေးကထိုးဟောင်းနေတဲ့ဟိုတုန်းကတရကောင်းကြီးအလူခံလာရင်မကြိုက်တဲ့တောတေရမှန်လားဟိုတုန်းကအလူခံလာရင်တရကောင်းကြီးမျက်နှာကြီးသုံးပုံပြီးတော့မလူမတန်းဖို့တိုက်တွန်းနေတဲ့တောတေရခွေးဖြစ်နေတာတောင်မှမှန်လားဗုဒ္ဓမြတ်စွာနဲ့ဉာဏ်တန်ခါးတွေတရကောင်းကြီးအိမ်ရှိရောက်လာတာခွေးထိုးဟောင်း
အဲ့ဒါလေထူးလေဟောင်းရမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာလို့လဲလို့မေးလို့ရှိရင်လှမ်းပြီးတော့တောတေယရေတဲ့တောတေယရေတဲ့ကိုဒီဘဝဒီလိုဖြစ်နေတာတော့မှအမှတ်မရှိသေးဘူးမင်းအခုလဲပဲဘာလို့လဲစူညံပွက်လောရိုက်လို့ဟောင်းနေပြန်ပြီလားတဲ့ဟောကျောင်းတော်ရာရေလောကကိုတရားကောင်းကြီးရဲ့တပ်ပင်ညုတရွှေညံတော်ကြီးနဲ့အကုန်သိတော်မူတဲ့မြင်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကခွေးဖြစ်သွားတာဘုရုဆိုတာ तू မသိဘူးလားလက်ညှိုးထိုးပြီးတော်တရားကြီးတဲ့အတိတ်ကမကောင်းလို့အခုတောင်မကောင်းနေတာကြီးကိုမင်းဆက်ပြီးတော့မကောင်းတော့မလို့လားမကောင်းတဲ့မူကျင့်နေမင်းလုံးနေတုံးလားဆိုပြီးတော့လှမ်းပြီးတော့တရားကောင်းကြီးရဲ့သတိမပေးဘူးလားတော်တရားကြီးလို့မပါဘူးလားအဲ့ဒီကကြမှာသောရိယခွေးဖြစ်နေတဲ့သောရိယကဟာသွားပြီငါအကြောင်းကိုဂေါတမဗုဒ္ဓသိသွားငါအကြောင်းကိုယန္ကြီးဂေါတမသိသွားပြီငါခွေးဖြစ်နေတာကိုယန္ကြီးဂေါတမသိသွားပြီရှက်လိုက်တာရှက်လိုက်တာကိုယ့်ရဲ့အကြောင်းအကုန်လုံးလဲသိသွားပြီလေဆိုတော့တရားကောင်းကြီးကြီးဘာလို့လဲဘူးပေါ်တယ်လို့ပေါ်မကောင်းတာတွေလဲပေါ်သွားရတရားကောင်းကြီးကြီးဘာလို့လဲအလွန်အမတန်မှရှက်ပြီးတော့တရားကောင်းကြီးကြီးပြာပုံနဲ့တိုးပြီးတဲ့တထေးအိမ်ကခွေးဘယ်နဲ့တိုးပြီးတော့မွေရအကောင်းစားပေါ်မှာအကောင်းစားတွေစားအကောင်းစားတွေဝတ်အကောင်းစားလေဘက်တွေနဲ့အကောင်းစားချူတွေနဲ့အကောင်းစားနေရာမှာနေတဲ့ခွေးသူ့ဘဝအကြောင်းသူသိပြီးရှက်လို့တော်မူလို့အခုတော့သူ့အခြေအနေသူရိပ်မိပြီးဘယ်ထက်တိုးပြီးတော့မှန်လားဟေးကျောင်းတော်ရာကြီးအာယုံစိတ်တော်မူကြပါညံတဲ့တရားကောင်းကြီးရဲ့နားထောင်တော်မူကြမပိုင်နေတဲ့ပစ္စည်းဥစ္စာတွေတရားကောင်းကြီးဆိုင်တာဆိုင်မပိုင်နေတဲ့ပစ္စည်းတွေကိုအသုံးမချတတ်တဲ့သောတေယာကြီးရဲ့ဘဝသနာစရာမကောင်းဘူးလားဟဲ့တော်တေယာတဲ့အသိကံလေးမကောင်းခဲ့လို့မကောင်းတဲ့စိတ်ဓာတ်တွေကြောင့်အခုမကောင်းတဲ့ဘဝရောက်နေတာတော့မှအခုမကောင်းတဲ့စိတ်တွေမွေးနေပြန်ပြီလားဟောင်းနေလုံးမေလားသောတေယာလို့ပြောတော့ရှက်သွားပြီးတော့ပြာပုံနဲ့တွန်းတူအိမ်ကစေကကျွန်းတွေကတထေးကြီးကတရားကောင်းကြီးသူ့ဘာလို့လေကအပြင်ကိုသွားနေတဲ့အချိန်အိမ်ကစေကကျွန်းတွေကဓမင်းစားကြီးလေးတားလေးလာတားလေးလာဓမင်းကျွေးတွေမစားမျက်ရည်လေးတွေဝိုင်းပြီးတော့ဟဲ့ကလေးလူလေးဘာဖြစ်လို့လဲအမွှေးလေးတွေတက်ပြီးခေါ်ဘဒုခေါ်မရအဲ့ဒါနဲ့သူ့ဘာလို့လဲတရားကောင်းကြီးကိစ္စဝိစ္စပြီးလို့အိမ်ပြန်လာအိမ်လည်းပြန်လာတော့ခါတိုင်းဆိုရင်အမီးလေးတနတ်နဲ့သူ့သားနာကိုပြေးကတ်နေတဲ့ခွေးဖြစ်သွားတဲ့တော်တီရအခုတော့မီးလည်းမနှံ့နိုင်တော့ဘူးသခင်ပြန်လာတဲ့သားဖြစ်တဲ့ပုဂ္ဂိုလ်ပြန်လာတာလဲခရီးဦးမကြိုးစိုးနိုင်တော့ဘူးမှန်လားဟေးတဘောပိုင်လားဟေးနာရောလဲရဲလားဘဝမှန်ကိုသိသွားပြီဆိုပြီးတော့ရှက်သွားတာမကောင်းတာတွေကိုလုတ်သွားတာတရားကောင်းကြီးမကောင်းမှုလုတ်သွားတာကလူတယောက်သိသွားပြီဆိုရင်ရှက်စရာမကောင်းဘူးလားမှန်လားဟေးအဲ့ဒါနဲ့တရားကောင်းကြီးတောတည်ရရှက်ပြီးတော့မျက်ရည်တွေကျနေတယ်ဒါလေးလူကလေးဘာဖြစ်တာလဲငါသားလေးလာအိမ်မတက်အောင်ခါတိုင်းဆိုလို့ရှိရင်အမိတနန်နဲ့တရားကောင်းကြီးခေါ်စရာတော့မလို့ရှိကနေလမ်းပြသလိုသွားနေတဲ့ခွေးကလေးအခုတော့အဲ့ဒီပြန်ပုံနာကနေဘလို့မှခေါ်မရတော့အိမ်ကကြံခဲ့တဲ့ပုဂ္ဂိုလ်တွေအစီကံတွေဦးမိတယ်ဟဲ့ငါသားလေးကိုဘယ်သူအောက်တာငါသားလေးဘာဖြစ်တာလဲဘလို့ကြောက်လဲကျွန်တော်တို့လည်းကျွေးတာပဲကျွန်တော်တို့လည်းချုံမော်ခေါ်တာပဲမရဘူးဈေးတော်ဝင်ရောက်ဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးအိမ်ရှိကြွလာတယ်ကြွလာပြီးတော့ဤသို့ဤနဲ့သောတေယလို့လည်းခေါ်သွားတယ်ခေါ်ပြီးတော့သောတေယရေမြစ်မိုက်နေတော့မဲလားဘာညာဆိုပြီးတော့ပြောသွားတယ်အစီကံတွေသူတို့ပြောတတ်တယ်လို့လည်းပြောရဟမ်ဒီခွေးကိုငါအဖေနာမည်ပြောသွားတယ်ယဟန်ဂေါတမကမရိုင်းလိုက်တဲ့ယဟန်ဂေါတမမရိုင်းလိုက်တဲ့ယဟန်ဂေါတမငါအဖေကိုမြောက်ခွေးနဲ့နိုင်တယ်မှန်လားဟေးတွေ့ကြရတာပေါ့ယဟန်ဂေါတမရဲ့ဒင်းကမြန်ဒါကြောင့်ငါဖေကပြောတာမလူနဲ့မတန်းနဲ့ဆိုတာငါဖေမှာခဲ့တယ်ကြီးညိုစရာလက်ဆက်မှမကောင်းတဲ့ယဟန်ဂေါတမမှန်လားဟေးသဘောပါရဲ့လားအားကြောင့်တရားကြီးရဲ့ဆိုမဲ့ဂျေစုမမြင်မာနဝံအသင်မှနေပြီဂျေစုမမြင်မာနဝံအသင်မှနေပြီဆိုမဲ့ကျောင်းတော်ရာရေး
အမေပေါ်ပဲဖြစ်ဖြစ်ဖေပေါ်ပဲဖြစ်ဖြစ်ဘယံတယံတန်ခါယရဏမြတ်သုံးပါးဆရာသမားတွေပေါ်မှာပဲဖြစ်ဖြစ်တော်ဘာညိကျေးဇူးတရားကိုမမြင်ဘူးဆိုလို့ရှိရင်မာနမဝင်တတ်ဘူးလားတို့ညီလေးတွေတို့ညီမလေးတွေနားထောင်တော့ဗျမှန်လားဟေးကိုဆရာတွေဆရာမတွေပေါ်မှာတော်ဘာညိကိုကလေသင်ပေးလို့တော်ဘာညိအဖေကမွေးခဲ့လို့အမေကမွေးခဲ့လို့မှန်လားဟေးဒါလေးမြင်ရဒီလိုလေးဆိုမယ်အမေကမွေးခဲ့သည်အဖေကကျွေးခဲ့ပါသည်ဆရာသမားတွေကသင်ပေးသည်ဒါကြောင့်သာပင်လူရဝန်းလို့လူဖြစ်ကြိုးနတ်ခဲရပါပြီအမေကမွေးခဲ့သည်အဖေကကျွေးခဲ့ပါသည်ဆရာသမားတွေကသင်ပေးသည်ဒါကြောင့်သာပင်လူရဝန်းလို့လူဖြစ်ကြိုးနတ်ခဲရပါပြီကျေးဇူးတရားပဲအဲ့ဒီကျေးဇူးကိုမမြင်ရင်မာနဝင်လာရင်ကျေးဇူးမမြင်တော့ဘူးဆိုလို့ရှိရင်ထင်ရတယ်မလုံးမိဘူးလားဘာဆရာမဘာဆရာသူတို့ကြတော့ဖုန်းကြီးတွေတက်ခိုင်းနိုင်တယ်တို့ကြတော့ဖုန်းမကိုင်နဲ့သူတို့ကြတော့စပီတွေဆွဲတို့ကြတော့မဆွဲရဘူးတဲ့တို့ညီတွေတို့ညီမတွေကျေးဇူးတရားတွေမမြင်တော့ဘူးဆိုလို့ရှိရင်လေကိုယ်ဆရာဆရာမတော်မှာပြန်ပြီးတော့တုနေတာတွေမရှိဘူးလားမလုံးကြနဲ့ဟေးမောင်တို့မဲတို့မှန်လားဟေးတော့ပိုင်လားဟေးအမလေးမမှန်တာပြောမဟုတ်တာပြောလို့တော့ကိုယ်တင်ပေးတဲ့ဆရာမနေနေပြန်ပြောမှာပဲအင်းနဲ့ပေါ့တင်လိုက်မှာပဲဆိုတဲ့ဟာမျိုးတွေပေါ့တို့ညီတွေညီမတွေမလုံးနဲ့တော့မှန်လားဟေးရှက်เสียမကောင်းဘူးလားဒါကြောင့်တော်ကြီးတို့ကိုဘသူကမဝေးခဲ့တာဘသူကကျွေးခဲ့တာဒီပညာတွေတောင်းဘသူတွေသင်ပေးတာမှန်လားဟေးဘာရှင်နေတော့အဲ့ဒီကျေးဇူးရှင်တွေဗျမှန်လားဟေးအခုလည်းကြည်တော်တွေရလောကကိုလင်းပြနေတဲ့ဘုရားရဲ့ကျေးဇူးကို तू မမြင်တဲ့အခါကျတော့မာနဝင်ပြီးတော့တွေးကြနေတာပေါ့ဂေါတမဗုဒ္ဓငါအဖေကိုမြတ်ခွေးလေးပါလေးမကျေနပ်တော့ကြောင်းသွားပြီးတော့ဘာလို့လဲလို့မေးလို့ရှိရင်ဘုံတော်နေဝန်ထွက်လေသောပါတော်မူတော်မြတ်စွာဘုရားရှင်ဘုတော်မြတ်ကြီးဖရာမရှောက်နိုင်တော့ဘူးအယုသေးတွေလည်းမပေးနိုင်တော့ဘူးစိတ်ဆိုးနေတာဟိုဗျမှန်လားဟေးမဆိုးနေတာယန်းကြီးဂေါတမတဲ့ခင်ဗျာကျွန်တော်ကျုပ်အိမ်ကိုလာတယ်ဆိုဟုတ်ပါတယ်လာပါတယ်ယန်းကြီးဂေါတမကျုပ်အိမ်လာပြီးတော့ကျုပ်အိမ်ကခွေးကိုကျုပ်အဖေနာမည်ပြောသွားတယ်ဆိုတာမှန်ပါသလားကျောင်းတော်ရရေးအေးမှန်တယ်ဘောမှန်လားအေးဟုတ်တယ်သူပါလို့တယ်မင်းပြောသလိုမှန်တယ်အဲ့ဒီခွေးလေးကိုတောတရလို့ပြောသွားတာဟုတ်တယ်မှန်တယ်ရှင်ဖယားတပည့်တော်ဖေကိုခွေးလို့မပြောနဲ့ဟဲ့သူပါလို့လေခွေးဖြစ်နေလို့ခွေးလို့ပြောတာငါမှားသလားခွေးဖြစ်နေလို့ခွေးလို့ပြောတာငါမှားသလားတော်တွေရမမှားဘူးသူပါလို့လေရင်မင်းဖေခွေးဖြစ်နေတာအရှင်မယတပည့်တော်ဖေခွေးဖြစ်နေတာကိုဘာနဲ့တတ်တည်ပြမှာလဲသူပါလို့လေတဲ့မင်းအဖေသေးတော့ဗန္နာဒိန်းကစရင်နဲ့အင်းနဲ့အတ်တယ်မဟုတ်လားတဲ့တမအပ်ပါတယ်မင်းဖေသေးတော့ဗန္နာဒိန်းကစရင်နဲ့အင်းနဲ့စရင်နဲ့အင်းနေတော့အပ်ပြီးစရင်နဲ့အင်းနေတော့ပြပြီးတော့စရင်အင်းနဲ့တော့ပါပြီးတော့ပစ္စည်းမတွေ့တဲ့ယရနာတွေပါသလားရှိသလားရှိတယ်တဲ့ဒါတော့မင်းဖေသေးတော့စရင်ထဲမှာရွှေခွက်ရဲ့ရွှေပန်းကန်ရဲ့ရွှေချေခြင်းရဲ့အတဗျာတသိန်းရဲ့တသိန်းထိုက်တဲ့4သိန်းဖို့ပြောပါတသိန်းဖို့ကျုပ်ပြန်ပြောမယ်ရွှေခွက်ရဲ့ရွှေပန်းကန်ရဲ့ရွှေချေခြင်းရဲ့အတဗျာတသိန်းရဲ့အဲ့ဒီရှိကရွှေပန်းကန်တို့ရွှေခွက်တို့ဆိုတာလေတသိန်းဖို့တန်တယ်တဲ့မှန်လားအဲ့ဒါတွေမင်းရှာတွေးသလားမတွေ့ဘူးတဲ့ကိုတော်တဲ့ဟုတ်တယ်တဲ့အဲ့ဒါတွေစရင်ထဲပါတယ်ပစ္စည်းမတွေ့ဘူးတဲ့ပြောင်းနေတာကောင်းပြီတဲ့ဒါဆိုရင်သူ့ဘာလူလင်လေ
တဲ့ငါမင်းကိုပြောလိုက်တယ်မင်းအိမ်မြန်ရောက်ရင်မင်းရှက်ရင်မင်းတပည့်တွေနားမှာမတူမထားနဲ့ငါပြောတဲ့သောတေယမင်းဘေခွေးဖြစ်နေတာဟုတ်မဟုတ်သိချင်းအဲ့ဒီခွေးလေးကိုဟဲ့တယ်လို့လက်လေးနဲ့ပွတ်သက်ချော့ပြီးအနာကတူလေးမေးကြည့်အဖေမြတ်စွာဘုရားကတင်ပေးနေတာမှန်လားအဖေမသေးခင်တုန်းကမြုပ်ခဲ့တဲ့စီးစိမ်ဥစ္စာတွေသားတို့မပြသေးတဲ့စီးစိမ်ဥစ္စာတွေရှိတယ်ဆိုဘယ်နောက်ဝတ်ထားတာလဲလို့ကပ်မေးလိုက်မင်းအဖေကမင်းကိုပြောလိုက်တယ်ဒါဆိုရင်မင်းအဖေခွေးဖြစ်နေတာမင်းယုံမလားအရှင်ဘုရားပြောတဲ့အတိုင်းယရဏပစ္စည်း၄မျိုးလုံးတွေ့မယ်ဆိုရင်တပည့်တော်ယုံမယ်ကျောင်းတော်ရာကြီးမနှသိမ့်ဖို့၄သိမ့်ဖို့တွေ့ရင်ဗါလဲတော့ယုံမယ်တဲ့ကဲကောင်းပြီအဲ့ဒါဆိုမင်းအိမ်ပြန်ငါခိုင်းတယ်လို့လုံအိမ်လဲရောက်ခွေးအဖေခေါ်မှာဆိုတော့ရှက်တာပေါ့ကျောင်းတော်ရာကြီးခွေးအဖေခေါ်ရမှာဆိုတော့ရှက်ပြီမယ်လို့လည်းဘယ်နှသိမ့်ဖို့ဟိုခေတ်က၄သိမ့်မို့ယနေ့ခေတ်ဆို၄ခရီးများတာမှမသိတော့မှန်လားတပည့်ဒီအကုန်လုံးမောင်းချအနာကဲပြီးတော့ခွေးလေးကိုအမွေလေးတွေတက်ပြီးတော့ခေါင်းလေးတွေတက်ပြီးတော့ဘာလို့လဲအဖေရှက်ကလည်းရှက်လူကလည်းလူချင်းနေတာမှန်လားကျောင်းတော်ရရဲ့ဘဒုအဖေခေါ်ဟာဘလို့ခေါ်တော့ဟေးလို့ပြန်ကျောင်းတော်ရရဲ့အေးတိတ်တော်တယ်ဟေးမလီဘောမကြောက်တဲ့စကားလုံးတွေကျောင်းတော်ရရောက်မှကြားကြည်နူးလိုက်တာဒီလိုညာညာပြီးတော့မပြီးချင်ကျောင်းတော်ရရဲ့အဲ့ဒီစကားလုံးလေးခွေးကိုပြီးခေါ်တာလက်ဝဲရတနာပစ္စည်းတွေ၄သိမ့်ဖို့ရမယ်ဆိုတော့ခေါ်တယ်ဖေးမသိခင်တော့အဲ့လိုမြုပ်ခဲ့တယ်ဆိုတော့ဖေးအဲ့ဒီ၄သိမ့်ပဲထားခဲ့တယ်လေတားကိုပြောပြပါတားကိုပြောပြပါဆိုတော့ဒါကြမှာယံဟောသမသိတို့ယံဟောသမကငါသားသူ့ဘာလူလင်းကိုပြောလိုက်ပြီငါခွေးဖြစ်နေတာငါသားသိပြီဖခင်ပြီဘာနေတိရခတိတိပိတာသာသမီတွေကိုကားပွဲဆောင်ရှောက်တတ်သောကြောင့်အဖေတာရဲ့လူကလေးမင်းဘဝမှာလုံလုံညုံညုံပြည့်ပြည့်စုံစုံနဲ့နေနိုင်ဖို့စားနိုင်ဖို့သွားနိုင်ဖို့လောကလည်းမှာခေါင်းပေါ်ရကောပြီးတော့သွားနိုင်ဖို့စားနိုင်ဖို့အဖေရှာခဲ့တယ်အဖေထိမ့်သိမ့်ခဲ့တယ်တာရဲ့အဲ့ဒီပစ္စည်းဥစ္စာတွေကိုအဖေအသုံးမချတတ်တော့အဖေတော့ခွေးဖြစ်ပြီးတာရဲ့လို့ခွေးကနေပြီးတော့လူစကားမထွက်တတ်ပြီမယ်လို့တော့ကောင်းကြီးဝမ်းနဲ့ပက်လက်မျက်ရည်တွေချပြီးတော့ငါသားကငါခွေးဖြစ်တာသိပြီဆိုပြီးတော့ဝမ်းနဲ့ပက်လက်ဖြေးပြီးတော့မျက်ရည်တွေဖြိုင်ကြလာပြီကျောင်းတော်ရကြီးခွေးကတော့မျက်ရည်တွေလည်းကြာရောက်တော့ငိမ့်သားဖြစ်တဲ့သူပါလို့လည်းနားလဲပြီအဖေရဲ့ဖြစ်မှဖြစ်ရလို့အဖေရဲ့ရှေးပုံဝေးအခြေမလားဒီရွာလာပြီးတော့ခွေးဖြစ်ရရှာတဲ့အဖေရဲ့သူ့ဟာလူလေကအခြေမကြတဲ့ဒီဘဝခန္ဓာမှာအခြေမကြတဲ့ဒီဘဝခန္ဓာမှာအထူးဆံရသိပြီဒီဘဝကဝတ်သုံးများဟာဒီဘဝဝတ်သုံးများဟာလွတ်ဆုံးစေရကျွန်တော်ဆုတောင်းပါရဲ့တဲ့အဖေကျွန်တော်ဆုတောင်းပါရဲ့တဲ့အဖေရဲ့ဖြစ်မှဖြစ်ရလေအဖေရဲ့စီးစိမ်ဥစ္စာတွေကိုမမြင်နေတဲ့အရာတွေပေါ်မှာဆွဲသားကိုလည်းပဲမလူနဲ့ငါသားရဲ့မလူနဲ့တူရင်ကုန်မယ်မပြီးနဲ့ငါသားရဲ့ပြီးရင်ကုန်မယ်လို့တားခဲ့တဲ့ဖေကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေကအဖေကိုဆွဲချခုတော့ဖေရဲ့သားအိမ်မှာလာပြီးတော့ခွေးဖြစ်ရလေခြင်းတော့ကြောင်းကြောက်ရရဲ့ဖခင်တယောက်ကိုအိမ်ရှိမှတော့ကောင်းကြီးကိုရှိမှခွေးဖြစ်နေတဲ့မြင်ကွန်းဘလောက်ဒီရင်နဲ့မချိခံစားရလဲလေမှန်လားအားကြောင့်တော်ကောင်းကြီးရဲ့အလုံးစုံမဲ့သာတုံးတော်ဆံဆိုလိုက်မယ်
နေတော်ခံလေရဇမေဒါကြောင့်တော်ဘာကြီးရဲ့သူတို့ရှာရမြတင်တို့ရဤသူတို့စုသမျှတင်တို့ပြု၏ဖေရီမီရီရှာခဲ့တဲ့ဖွေခဲ့တဲ့သားတွေရှာခဲ့တဲ့ဖွေခဲ့တဲ့ပစ္စည်းဥစ္စာတွေဖေရီမီရီမှာသားပေါ်မှာချစ်တဲ့ဇောသမီးပေါ်မှာချစ်တဲ့ဇောနဲ့ရှာတော့ရှာပြီးမအောင်ယူမသွားတဲ့ပုဂ္ဂိုလ်တွေတော်ကောင်းကြီးများ၏ခွေးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားကြောက်စရာကောင်းလိုက်တဲ့အလေပြောင်းတာကြောင့်တော်ကောင်းကြီးရဲ့တက်မဲတွေရဲ့လောင်ရတဲ့သတိထားစရာမကောင်းဘူးလားအဲ့ဒီကကြောင့်ဟာသာဖေးရဲ့ကြောင့်တွေကိုအကုန်သိပြီလို့မျက်ရည်တွေပြိုင်ပြိုင်ကြဖေးကြလာတဲ့မျက်ရည်တွေကိုထိမ့်မနိုင်သိမ့်မနိုင်ကြလာတဲ့ခွေးရဲ့တော်ကြီးမျက်ရည်တွေကိုတပ်ပြတ်တဲ့သူဘာလူလဲသုံးပေးပြီးတော့ဖြစ်မဖြစ်ရလေဖေးရဲ့ဖြစ်မဖြစ်ရလေဖေးရဲ့ဒီလိုဝကြွေးတရားတွေဘယ်တော့မှမကြုံပါစေတော့နဲ့ဖေးရဲ့လို့မျက်ရည်တွေကြာပြီးတော့ခွေးနဲ့အဖေနဲ့ခွေးမှန်လားဟေးရောပြွမ်းနေတဲ့ဘဝတန်တရာကိုတော်ကြီးရဲ့စိတ်ပြအားငယ်ဝမ်းနေပြီးတော့အဖေကိုလည်းသနာရာကလည်းတကြောင်ကံကြမ္မာကြီးကိုလည်းပဲယူမဲ့ဖွဲပြီးတော့သူ့ဘာလူလည်းငိုပြီးတဲ့မှန်လားဟေးကျောင်းတော်ရာကြီးအခြေမလားတဲ့ဒီဘဝခန္ဓာမှာကိုယ်ဖေကိုသောင်းမတော်ကြီးခွေးဖြစ်နေတဲ့ဘဝကနေပြီးမကဲတင်နိုင်တဲ့ဘဝခန္ဓာဒီဘဝဝတ်သုံးမြာဒီဘဝဝတ်သုံးမြာလွတ်ဆုံးစေရသာစုတောင်းပါရဲ့လေဟေလေဒီညမှာမသေးရင်ကျုပ်မသေးတော့ပါဘူးကျောင်းတော်ရရဲ့သဘောပါလိုက်အဲ့ဒါနဲ့တော်ကောင်းကြီးဖေးတဲ့ထားခဲ့တဲ့စီစိမ်ဥစ္စာလေးတွေဒါကိုပြပါအောင်ဖေးရဲ့ဆိုပြီးတော့အမိလေးနဲ့ကောင်းလေးနဲ့တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့ပြီးလို့ချင်းငိုက်ဆိုင်နဲ့ဆင်းသွားပြီးတော့အိမ်အောက်ဆင်းသွားရှေ့ကနေခေါ်ဆောင်သွားပြီးတော့တူတက်ရှိထင်ရှားရှိတော့မှမြုပ်ခဲ့တဲ့နေရာကိုတော်ကောင်းကြီးဗဇက်ကလေးနှုတ်တီးလေးနဲ့ထိုးပြီးတော့တော်ကောင်းကြီးခြေထောက်တစ်ချောင်းနဲ့ကုပ်ပြတော့ဒီနေရာကိုတပည့်တွေသူ့ခိုင်းလိုက်တော့ရွှေပန်းခိုင်းနေမသွေဘူးလားရွှေခွက်တွေမသွေရဘူးလားအတဗျာတသိမ့်မသွေဘူးလားအဲ့ဒီကကြမှာလောကအမြတ်ဆုံးဗုဒ္ဓဂေါရမဟာနာမည်ကြီးနေတယ်ဆိုတာမှန်မယ်တဲ့ငါဖေဘုဂေါရမဗုဒ္ဓပြောသလိုငါဖေခွေးပြက်နေတာသိကြသွားပြီဖြစ်မဖြစ်ရဖေရဲ့ဖြစ်မဖြစ်ရလေဖေရဲ့ဆိုပြီးတော့တော်ကောင်းကြီးရဲ့ဖေထားခဲ့တဲ့စီစဉ်ဥစ္စာတွေကသူ့ရဲ့ဘဝကိုကာကွယ်ပေးနိုင်သလားအသုံးမချတတ်တော့အသုံးမချဘူးပေါ့ကျောင်းတော်ရည်ပါတဲ့တောင်းလေးသဘောပိုင်လိုက်ဒါကြောင့်တို့တော်ကောင်းတို့တွေတို့ကိုခင်တွင်ဒါနပေရေဝဲကောင်းနေပြီတို့ကိုခင်တွင်ဒါနပေရေဝဲကောင်းနေပြီဆိုမေအခုတော့တော်ကောင်းကြီးပစ္စည်းဥစ္စာတွေကလောင်ရည်တဲ့ဒီခံရပြီးတော့ဘဝတအောက်ကျနောက်ကျဘဝမှာရောက်သွားတယ်ဆိုတာမသေးကြဘူးလားအဲ့ဒီကကြမှာဘောဓမာဗုဒ္ဓရဲ့တော်ကောင်းကြီးရဲ့ဘာလို့လဲကျေးဇူးတရားတွေကိုမြင်ပြီးတော့သူ့ဘာလူလဲအမေတော်ကောင်းကြီးရဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ထံတော်မှာသွားပြီးတော့တော်ကောင်းကြီးရဲ့သူသိကျင်တာတွေမေးမြန်းလို့ဗုဒ္ဓရဲ့လမ်းညွှန်ခဲ့တဲ့ဓမ္မတွေနာကြားပြီးတော့တော်ကောင်းကြီးရဲ့သာသနာတော်ပေါ်မှာယုံကြည်ကိုးကွယ်တဲ့သာသနာတရားကသူ့ဘာလူလဲဖြစ်ခဲ့တယ်မှန်လားအဲ့ဒီမှာတူတူကြကြဒါရှင်မရအဲ့ဒီခွေးဖြစ်သွားတယ်တောတေယပုံသားကဘာဖြစ်သွားတာလဲဘယ်ဘဝရောက်သွားတာလဲဆိုတာမေးစရာတော့မရှိဘူးလားဦးဇင်းတို့လည်းအဲ့ဒါကိုကြိုးစားပြီးတော့လိုက်ရှာကြည့်တယ်တောတေယပုံသားကြီးကခွေးဖြစ်တဲ့ဘဝကနေပြီးတော့ဘယ်ရောက်သွားတာလဲနတ်ဖြစ်သွားသလားလည်းမပါဘူးလူဖြစ်သွားသလားလည်းမပါဘူးဘယ်ဘဝရောက်သွားတာလို့လည်းမပါဘူးအဲ့ဒီဟာလေးကိုတော်တော်ကြီးရဲ့ပစ္စည်းဥစ္စာကိုဆွဲလဲလို့ခွေးဖြစ်သွားတယ်ဆိုတဲ့ဟာလေးပဲမိမောင်းထိုးပြခဲ့တယ်မှန်လား
ပြည့်စုံစားရအတုံးချတတ်သွားတဲ့သူ့ဘာလူလင်ကတော့တော်ကြီးရဲ့ကောင်းမွန်တဲ့ဘဝဆင့်တစားတွေရမသွားဘူးလားဒါကြောင့်ဆိုမြတ်တရားဉာဏ်နာကြီးကြီးထားပြန်လာရင်မြမယ်တရားဉာဏ်နာကြီးကြီးထားပြန်လာရင်မြမယ်ဆိုမေဌာနပြုနိုင်ဥစ္စာပိုင်ရဲနိုင်လေတော့ပြီဒါနပြုနိုင်ဥစ္စာပိုင်ရဲနိုင်လေတော့ပြီဆိုမေဟေတို့တော်ကောင်းမြတ်ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေဟာတော်ကောင်းကြီးကောင်းတာတွေဆိုတာမသေးချင်ဘူးလားကိုရှိနေရရင်ကိုလူနိုင်တဲ့လောက်လေးကိုပိုင်းပြတ်တဲ့လောက်လေးလူချတန်းကြတဲ့အခါမှာအဲ့ဒီပစ္စည်းဥစ္စာတွေကနေပြီးထုံထုံပြီးတော့လူတော့ကိုပိုင်မသွားဘူးလားဆိုင်တာဆိုင်ပြီးမပိုင်နေတဲ့ຢာတွေကိုပိုင်အောင်ကြိုးစားကြရမယ်ဆိုတာမသေးချင်ဘူးလားဟောတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နာယူတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်အလူခံတဲ့ရှင်ဘုရားတွေပဲဖြစ်ဖြစ်လူနေကြတဲ့တရားဓမ္မတွေပဲဖြစ်ဖြစ်ဆောင်ရွက်ကြတဲ့ဝေယဝတ်စာအဖွဲ့တွေပဲဖြစ်ဖြစ်အားလုံးတော်တော်ကြီးဒါတွေမှန်ကန်စွာအသုံးချမှသာလျှင်အသုံးချမယ်ဆိုတာမသေးချင်ဘူးလားတော်ရည်ရ89ကလေးချမ်းသာကြွယ်ဝရနေပြီးတော့တော်တော်ကြီးအသုံးမချရတော့အသုံးမချသွားတာခွေးဆောင်ဖြစ်သွားတဲ့ကိုပစ္စည်းကိုဥစ္စာကမှန်လားရဲ့ဒါကြောင့်တော်ကြီးဒီနေရာမှာတို့ဗမာစကားပုံလေးနဲ့ပြောတော့ကိုရှုကိုပါတယ်မှန်လားရဲ့သုံးတတ်တော့ဆေးမသုံးတတ်တော့ဘေးပစ္စည်းဥစ္စာတွေလည်းဒီတဘောပဲပုတ်တာမှန်လားဟေးအိုးဒီဘဝချမ်းသာပြီးရောဒီဘဝဆင်ပြေပြီးရောနောက်ဘဝဆိုတာကိုမြင်ရတာမှမဟုတ်တာထင်ရလုတ်ပြီးတော့တော်ကြီးနေလို့ရမှာမလားဘုရားတော်ကတန်တရာခရီးနားတွေလားတန်တရာခရီးသွားတွေလားဒါကြောင့်တော်ကြီးလောင်ရဲတဲ့နေသတိထားပါတဲ့ဗါလေတော့တက်ရှိတွေရဲ့လောင်ရဲတဲ့နေကိုတောင်မှမကြိုက်နေသေးတယ်တက်မဲ့တွေကနေတိုင်းလောင်နေတယ်ဆိုတာမသိချင်ဘူးလားအဲ့ဒီလောင်ရဲတဲ့နေကိုသတိထားပြီးအတိပွားပြီးတော့တော်တော်ကြီးမြတ်ရေဘာလို့လဲလို့မေးလို့ရှိရင်မပိုင်နေတဲ့ဟာတွေကိုပိုင်အောင်ကြိုးစားပြီးတော့ပြုရမယ်ဆိုတာမသိချင်ဘူးလားဒါကိုလမ်းညွှန်ပြီးတော့မိမောင်းထိုးပြပါတယ်ဗျဒီသဘောလေးနားလည်သွားပြီဆိုရင်ချိန်တိုင်းလည်းစီနေတိအတွက်ကြောင့်ဒါလေးဆိုပြီးတရားသိဉာဏ်ရအောင်အလုံးစုံပဲကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင့်တော့မြည်ကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင့်တော့မြည်စမေကိုအကုသိုလ်ကကိုဘဝမုတ်ချနိုင်အောင်နှိမ့်တော့မြည်ကိုအာကုသိုလ်ကကိုဘဝမုတ်ချနိုင်အောင်နှိမ့်တော့မြည် Connectedဒေဝီသသုဒ္ဓဝုတ်တိနာသုနိသဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပတ္တထာတာတော်တရားနာလာရပါတဲ့ညာတကာတကာမှာပေါင်းတော်ကောင်းတော်သုံးမင်းသင်တော်ကောင်းအပေါင်းတို့သည်သုဒ္ဓဝုတ်တိနာဒါနာတိလာသမာဓိပညာနဲ့ဆန်းရှင်သောဘုဒ္ဓနာပြပြဥပိစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်တိကံထံတော်မှာဒေတိတတဆင့်ကံဟောကြားသောဣမဓမ္မဒေသနာလောင်ရဲတဲ့နေသတိထားပါဆိုတဲ့တရားဒေသနာတော်မြတ်ကိုဒုနေသဝါကောင်းစွာယုံသည်နာကြကြကုန်မိသည်ဖြစ်၍အဘိနန္ဒရာစိတ်တေနာလွန်နှင့်သက်ရှင်လဝမ်းမြောက်ဝမ်းသာပိသိဖြာကြကုန်လျက်
ဝါဘိနန္ဒရစိတ်ဒေနာရွှေမြိုင်ဆရာတော်ရဲ့တို့ရဲ့အဖို့ဒီဘွားတွေကိုလည်းစော်သွားတယ်အပြူကြီးတတိုက်ကိုလည်းပြောသွားရတဲ့ဇီးတဲ့ဦးတော်မချင်တို့ကိုမလေးသွဲသွားရရဲ့လို့ထင်တော်လွဲပြီးတော့ပလင်မော်ကဤရှင်ဘုရားကိုအပြစ်တော်သင်မယ်ဆိုရင်ကြောင်းတော်ရည်မတင်လိုက်ပါနဲ့အကယ်၍မှဗမာလူမျိုးတွေရဲ့ဒုံလန်းစင်လာနိုင်မတင်လို့တော့မရဘူးကိုတော့တင်းကိုသင်ရမယ်ပြောရမယ်ဆိုရင်ကျုပ်ကိုတော့မတင်လိုက်ပါနဲ့မပြောလိုက်ပါနဲ့အရှင်ဘုရားဒီနေ့ညအရှင်ဘုရားကြိုက်တယ်လို့ဟောပါဗျာလွတ်လပ်စွာဟောပါဗျာအောင်ပွဲညာမို့လို့အာပါဒယဟောပါဗျာလို့ဟဲ့ဒီမြတ်မှန်တဲ့လူကြီးကမြောက်ပေးလိုက်လို့ကျုပ်ပြောရပါတယ်ဆိုတဲ့အကြောင်းကောင်းကောင်းသိပြီလို့ရှင်ရင်ဤရှင်ကိုအပြစ်တော်သင်မဲ့စားဟဲ့ဒီတကားကြီးတာသင်ကြပါတော့ရဲ့လို့ကျောင်းတော်ရရဲ့သာဓုသီသာဓုသာဓုလို့ခေါ်တော်သူတော်ကောင်းတို့မြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကျွင်းကြော်တယ်ဟောဘာတထသုံးငိမ်သုံးဝနှုံမြဟာ၍ကောင်းစွာမသိချူရင်လိုက်ကြလေကုန်ရာသတိဓမ္မပူဇာစက္ကန့်လူတိုင်းရာစီစဉ်တဲ့ကွန်ပျူတာတန်းလွာပေးရခြင်းဘုရားမဲပေါက်ခြင်းစီစဉ်ဖြစ်ပါတယ်ခင်ဗျာရှေးဥစွာဓမ္မပူဇာလူတော်ငွေ9သိန်းကျပ်အလူတွေကကြီးဥထွန်းထောနိုင်လူတိုင်းကမာကြီးတော်ခင်သက်မွန်တို့မှဓမ္မပူဇာ9သိန်းကျပ်စက္ကန့်လူတိုင်းပေးပါရန်ရွှေသေးလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာကပိယကာရကပြီဥဆုံးမြတ်မှာပဲဆောင်ရွက်ပေးဖို့လေးစားစွာပန်ကြားအပ်ပါတယ်ဒါမှတခါလေကဲလည်းသာဓုသာဓုကျွန်တော်ကွန်ပျူတာတန်းလို့ဥဆုံးမြတ်မှာပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်သာဓုဆက်လက်ပြီးဓမ္မပူဇာအလူတော်9သိန်းကျပ်ကိုအလူတွေကကြီးဦးသိန်းထေဦးအလူတိုင်းကမကြီးဒေါ်ရီမောမိသားစုမှစက္ကန့်လူတန်းပေးရန်ဖြစ်ပါတယ်ခင်ဗျာစက္ကန့်လူသာဓုကွန်ပျူတာတန်းလို့ဆက်လက်ချင်းမြင်ပေးဖို့ဖြစ်ပါတယ်သာဓုလူကြီးလူတိုက်ကမှကြီးတော်ဆန်းဆန်းအေးတို့ကြွရောက်ပြီးတော့ကျွန်တော်တို့လူတန်းမှုနဲ့ကွန်ပျူတာတန်းလွာလက်ခံပေးဖို့ဒီလေးစားစွာပန်ကြားဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာသာဓုဥချင်းတော်စင်စင်လက်ကကသာဓုဥတန်ဇောတော်စင်မလာဩခန္တိနဗ္ဗနဗ္ဗကသာဓု
သာဓု မပူဇာတဲ့3လေး3တာမရှိတစောင်းမောင်းလာပြီးညလောက်ကျတော့ရင်မခေါ်เนาะတခါကြီးတော့ဘလို့နေနေကျော်တစောင်းမောင်းလာပြီးညမုံဖို့ရပြီးသွားအဲ့တော့ဒီဓမ္မပူဇာဥဒနဲ့အဆက်အဲ့တော့နဲနဲများများလူမလူအတန်ကျက်ဆက်ကောင်းရင်တို့တရားဝဲတဲ့အဆင်ပြေတယ်ဒါကြောင့်ဒီဝဲအဆင်ပြေတယ်နေညဓမ္မပူဇာလူဒန်းနာတွေတီးဥဒတို့သာသနာပြုတဲ့ယေသနာမင်းတော့ရဓမ္မရိပ်တာ45ရိပ်ကကျဲပါတယ်ဒုတိယပကံမြေဖြစ်ပုံဖော်လေးရှိပါတယ်အဲ့ဒီကျောင်းတိုင်နေရာမှာတော်ကောင်းတို့ဘုရားတည်ခြင်းကျောင်းဆောက်ခြင်းဆေးရုံဆေးကမ်းနဲ့ပညာရေးစီမံကိန်း၄ခုမှာတော်ကောင်းတို့လူရတယ်လို့အာရုံပြုပြီးတာတုံးကြီးခေါ်သူတို့ကတော့နှစ်တိုင်းတစ်စောင်းမောင်းလာပြီးများရတယ်မုံဘိုးကဘာလို့ရလောကံပါပဲဒီနေ့လည်းတော့သိအောင်ပြောမယ်94သိန်းရတယ်အဲ့ဒီတစ်စောင်းမောင်းလာရင်မုံဘိုးကဘာလို့ရဒီနေ့လုံးစားလောကံပါပဲเนาะ25နှစ်ကနောက်ပိုင်းရတယ်ဓမ္မပူဇာညာတိုင်းတရားဝဲရှိတယ်ဓမ္မပူဇာဘာလို့အဲ့ဒီတရားဝဲရတဲ့ဓမ္မပူဇာတွေပဲမတော့ကိုကျိုးအတွက်เนาะဘာလို့ယနေ့ညပြုတဲ့ကုသိုလ်ကောင်းမှုတွေတော်ကောင်းလို့မလာရောက်နိုင်လည်းပဲတို့သာသနာပြုတဲ့လုပ်ငန်းတွေမှာလူရတယ်လို့ချီးကျူးစရာမကောင်းဘူးလားအဲ့ဒီတဲကဦးလေး94သိန်းနဲ့ကနေပြီးတော့4သိန်းစွန့်နေတယ်ဟုတ်လားအဲ့ဒါဒီနေ့ညဦးပြောကျုပ်94သိန်းနဲ့ဒီတခါကြီးတွေကိုနည်းနည်းမျက်နှာလေးတွေမျောရနေလို့တသားလို့ကျုပ်4သိန်းနဲ့ကနေပြီးတော့94သိန်းနဲ့4သိန်းယူမယ်စွန့်တော့အဲ့ဒီ4သိန်းယူတော့မှတော့အလုံးသားတော့ဒါဆိုနားရှင်းသွားပြီဟိုဒါเนาะကျုပ်4သိန်းကကျုပ်ရတဲ့ပတ်စံကျုပ်ပတ်စံဟိုသာသနာပြုတဲ့နေရာဓမ္မပူဇာတွေကဥဒ္ဒမသုံးဘူးเนาะအဲ့ဒါလို့ဆိုတော့ပေါက်သွားပြီကဲရေစက်ခွက်ကိုင်းအလုံးလိုက်ဆိုအရှင်ဘုရားဘုရားတပည့်တော်မတို့သည်ကံကို၎င်းကံဤအကျိုးပေးပုံတို့ကို၎င်းယုံကြည်ပါသည်ဖြစ်၍တရဏဂုံသုံးပါးနှင့်တကဝါငါးပါးသောသီလတော်မြတ်တို့ကိုခံယူကျင့်သောသောက်တည်ပြီး၍အထူးအားဖြင့်အမြတ်ဆုံးဖြစ်သောအရာလူတော်ကိုပေးလူကြပါကုန်၏အရှင်ဘုရားဤကုသိုလ်သည်30ဘောဇလေအောင်သောဝိနည်းယဒုက္ခိတဒုက္ခိတတတဝပေါင်းတို့အားဝမ်းမြောက်ဝမ်းသာအမြတ်မိဝေပါ၏အထူးအားဖြင့်ကြောင့်တော်ရာဘာရဝအတွန်း၌မိလင်းနေထိုင်စောင့်ရှောက်ပေးကြကုန်သောမြင်အပ်မမြင်အပ်နေရများစွာပုဂ္ဂိုလ်တ attva တို့နှင့်အကြောင်းမျိုးကြောင့်မကျွတ်မလွတ်သေးကြကုန်သောဆွေတော်ရှင်သောမျိုးတော်ပေါင်းတို့အားဝမ်းမြောက်ဝမ်းသာအမြတ်ပေးဝေပါ၏အမြတ်ရ၍ဝိစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သာဓုသာဓုသာဓုကုသိုလ်အမြတ်Connected. သာဓုသာဓုသာဓုအမြတ်ယူတော်မူကြပါကုန်